Hare Krishna. Prabhu, I will introduce a few lines, then we can start. Thank you. So, along with Minglawa, Janoro, no, the Shravana Mutsav, no, the season, and you Chosuvare, Kartik Lama. So, the Niaro, Janoro, in UK as already, Yani Bailey, Jano, Piami, Lovala. So, Jano Dini, Biojame, no, speaker, or Janoro, His Grace, Vajagovindam, Das Prabhu Pipare. သူကတော့နော်ဒီသိပ္ပံပညာတွေကိုလေ့လာရင်နဲ့သိပ္ပံပညာနဲ့အားမရလို့သူကနေပြီးတော့ဒီလောကကြီးမှာဘာတွေရှိသလဲဆိုတော့လေ့လာရင်နဲ့ရှနာနုတ္တိကိုရောက်ခဲ့တဲ့သူဖြစ်ပါတယ်။သူကတကယ်တမ်းဆိုရင် University of Cambridge ကနေပြီးတော့ပြီးခဲ့တဲ့သူဖြစ်တယ်။ပြီးတော့ဘဝရဲ့အတိတ်ဘက်ကိုရှာရင်နဲ့နော်ဒီဘုရားရှင်နဲ့သူနဲ့နောင်ဖွဲ့မှုကြားကိုလုပ်ခဲ့တဲ့သူဖြစ်တယ်။သူကဒီဟာပထမဦးဆုံးဒီ USA မှာအလုပ်လုပ်နေရင်လည်းသူက project လေးတစ်ခုလုပ်နေရင်လည်းမှာသူကဘုရားကျောင်းမှာရှိတဲ့ဘုရားရှိကိုလာရင်နဲ့မှာအဲ့ဒီမှာရှိတဲ့သူတွေနဲ့ association ဖြစ်ပြီးတော့ Bhakti Yoga philosophy ကိုပြီးခဲ့တာဖြစ်တယ်အခုတော့သူကတောက်လျှောက်နော်ဒါတွေကိုတောက်လျှောက်ကြီးလုပ်နေတာဖြစ်တယ်သူရဲ့အလုပ်တွေပေါ့နော်သူရဲ့ saver တွေကိုကြည့်မှဆိုရင်School of Bhakti ဆိုတဲ့ကျောင်းပေါ့နော်ကျွန်တော် Gita Life စာသင်ပေးခဲ့တဲ့ကျောင်းပေါ့အဲ့ဒီကျောင်းမှာသူကပထမဦးဆုံးခေါင်းဆောင်အနေနဲ့သူကလုပ်ပေးတဲ့သူဖြစ်တယ်ဒီ Gita ကိုလေ့လာစီးပူဖို့အတွက်ကိုရှလာပရောဘတ်ရဲ့စာအုပ်တွေကိုလေ့လာစီးပူဖို့အတွက်ကိုသူကအဓိကတာဝန်ယူပြီးတော့နော်ကျွန်တော်တို့အားပေးပြီးတော့လုပ်ခဲ့တဲ့သူဖြစ်တယ်ပြီးတော့ဒီ Bhakti School of Bhakti ရဲ့ဆရာလည်းဖြစ်တယ်အဲ့ဒီမှာစာလည်းသင်ပေးတယ်သူကောင်းဆောင်လည်းဖြစ်တယ်ဒီတာလိုက်ကို2023ခုနှစ်ကနေပြီးတော့စပြီးတော့သင်တယ်ဘဂဝတ်ဂီတာကိုစပြီးတော့သင်ပေးခဲ့တဲ့သူဖြစ်တယ်မေလ2024မေ2024ဆာမာဒါဒီမှာလည်းသူသင်ခဲ့တယ်ပြီးတော့ဘာဂဝတမဟာវិទ្ယာလရေးဆိုတဲ့ကျောင်းပေါ့နော်ကျွန်တော်တို့ Govardhan မှာရှိခဲ့တဲ့ကျောင်းပေါ့အဲ့ဒီကျောင်းမှာလည်းသူဟာဘာဂဝတ်ပရဝေရှ်ဆိုတဲ့အစီအစဉ်ကိုဆင်ပေးခဲ့တဲ့သူဖြစ်တယ်ပြီးတော့ဒီ ISKCON ဒီကင်ညာပေါ့တောင်အာဖရိကပေါ့အာဖရိကမှာရှိတဲ့ကင်ညာမှာသူအမြဲတမ်းသူ့ကိုခေါ်ပြီးတော့ဖိတ်ကြားပြီးတော့စာသင်ပေးဖို့တော့သူအမြဲတမ်းခေါ်လေးရှိတယ်ပြီးတော့ဗာပဲပြောဒီဗမာနိုင်ငံမှာကျွန်တော်ဂီတာလိုက်ပဲစီစဉ်လုပ်ဖို့အတွက်ကိုစပြီးတော့အကျိုးပြုပေးခဲ့တဲ့နော်ကျွန်တော်ဂျေဇုရှင်ဆိုလဲမမားပါဘူးနော်တကယ်လဲစာသင်တာတအားတော်တဲ့သူဖြစ်တယ်ကျွန်တော်တို့ဒီ UK မှာရှိတဲ့ broker ကြီးစာပြီးထောင်ခဲ့တဲ့ Bhaktivedanta Manor ပေါ့အဲ့ဒီမှာသူက Srimad Bhagavatam class တွေပါပေးတယ်ကျွန်တော်အဲ့ Srimad Bhagavatam class တွေပါနားထောင်ကြည့်တဲ့အခါမှာတော်တော်ကိုကောင်းတယ်သူဘယ်လောက်ထိလေးလာပြီးတော့ပြောလဲဆိုတာကျွန်တော်တို့ဆိုရင်အများကြီးအဲ့လိုမျိုးရေးမှတ်ရတယ်ပေါ့ဗျာသူပြောတဲ့ဥစ္စာတွေဆိုရင်တချို့အလေးတွေဆိုရေးမှတ်ကျွန်တော်ကိုယ်တိုင်ရေးမှတ်ပြီးတော့တချို့အလေးတွေကိုကျွန်တော်ဟောပေါ့သဘောကျလို့ကျွန်တော်သိမ်းထားတဲ့ဟာတွေအများကြီးရှိတယ်အားလုံးလည်းကျွန်တော်ပြန်ပြောပြပါနော် so ဒါဟောပေါ့no I didn't say it so အဲ့ဆိုကျွန်တော်ဒီနေ့ပြောမယ့်ခေါင်းစဉ်ကဘာလဲဆိုရင် conquering sweet Krishna ပေါ့နော်ဘုရားရှင် Krishna အမှန်တမ်းချစ်စရာကောင်းတဲ့ Krishna ကိုကျွန်တော်တို့ဘယ်လိုများနော်သိမ့်ပိုက်ကြမလဲဆိုတဲ့ကိစ္စနဲ့ဖြစ်ပါတယ်အစဉ်ပြေရင်တနေ့မှာထိုင်ပါဗီဒီယိုလေးဖွင့်ပြီးတော့နားထောင်ပါအစဉ်မပြေရင်လည်းဗီဒီယိုပေးပြီးနားထောင်ပါကျေးဇူးပြုပြီးတော့နော်ပါဝင်ပေးကြတဲ့လူတွေအားလုံးတဦးတယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါ Hare Krishna yes bro we can start Thanks so much Prabhu let's start with Mangal Om Jnana-timirandasya Jnananjana-shalakaya Chakshurunmilitam Yena Tasmai Shri Gurave Namaha Namo Vishnupadaya Krishna-prishtaya Bhutale Srimate Bhaktivedanta Swami Nityanamane Namaste Saraswate Deve Gauravani Pracharine Nirvishesha Shunyavadi Paschatya Deshatarine Jai Shri Krishna Chaitanya Prabhu Nityananda Shri Advaita Gadadhara Shivasadi Gaura Bhaktavrinda Hare Krishna, Krishna Krishna, Hare Hare, Hare Rama, Rama Rama, Hare Hare. Shubhpad ki jai. Right. Firstly, thank you for yet again inviting me to ISKCON Myanmar's Kartik offering. ကျွန်တော်တို့ဒီ ISKCON မြန်မာရဲ့ Kartik လမှာလုပ်တဲ့အစီအစဉ်ပေါ့နော်ဒီ Kartik လမှာကျွန်တော်တို့ဒီလိုမျိုးအစီအစဉ်လုပ်ပြီးတော့ဘုရားရှင်ကိုစက္ကတ်တာပေါ့နော်အဲ့ဒီအစီအစဉ်ကိုပိတ်ကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် And since Rasik Shekhar Prabhu probably won't translate this at the end, thank you to Rasik Shekhar Prabhu for diligently every day serving the Myanmar congregation in Kartik and setting up speakers and organizing the sessions and translating every single day with you and your team. Yes. Thank you, bro. So,ကျွန်တော်ဒီလိုလုပ်တာဝမ်းသာပါတယ်ပေါ့နော် Okay, so topic for today is Krishna's sweetness and how to conquer sweet Krishna.
ဆိုတော့ဒီနေ့ခေါင်းစဉ်ကတော့ဘုရားရှင်ခရစ်ယာန်ရဲ့နော်အင်မတန်မှချစ်စရာကောင်းတဲ့ကိစ္စတွေရဲ့အဲ့ဒီချစ်စရာကောင်းတဲ့ခရစ်ယာန်ကိုကျွန်တော်တို့ဘယ်လိုများသိမ့်ပိုက်ရင်ကောင်းမလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးဖြစ်ပါတယ်တဲ့ And many of us will have heard of the pastime of Damodar Leela. ဆိုတော့ကျွန်တော်တို့တော်တော်များများတော့ဒါမိုးသက်လီလာကိုကြားဘူးကြမှာပါတဲ့ Maybe some of us have seen the Damodar pastime in the Little Krishna animation series. ကျွန်တော်တချို့ဆိုရင်လည်းဒီဒါမိုးသက်လီလာကိုပေါ့ဗျာဟိုကျွန်တော်တို့ခရစ်ယာန်လီလာကာတွန်းလေးတွေလာတယ်လေအဲ့ဒီကာတွန်းလေးတွေမှာကျွန်တော်ကြည့်ဘူးကြမယ်တဲ့ And there we see a very sweet, a very cute baby Krishna who gets chased by Mother Yashoda because he breaks pots of butter and then gets bound by a rope. ဆိုတော့အဲ့ဒီကျွန်တော်ခရစ်ယာန်ကာတွန်းကားထဲမှာဆိုရင်ခရစ်ယာန်ကိုတွေ့ပါလိမ့်မယ်တဲ့အင်မတန်မှချစ်စရာကောင်းတဲ့အင်မတန်မှနော်ဟိုကတေးလေးပေါ့နော်ခရစ်ယာန်တေးလေးပေါ့ချစ်စရာကောင်းတဲ့ခရစ်ယာန်ကရွှေသမသားကအနောက်ကနေတော့ဒုံနဲ့လိုက်ပြီးတော့ရိုက်တယ်ပေါ့နော်အဲ့လိုလဲဆိုတော့အဲ့ဒီခရစ်ယာန်ကဒီပြန်မခန်အိုးတွေကိုဒုံနဲ့ရိုက်ခွဲလိုက်တဲ့ဒုံနဲ့ပြန်လိုက်တာကိုအနောက်ကနေပြီးတော့လိုက်တော့သူပြေးတာပေါ့နော်အဲ့မှာကျွန်တော်အားလုံးကြည့်ဘူးကြမှာပါတဲ့ And maybe we have read Krishna book or read the Srimad Bhagavatam Canto 10 and other books where Krishna's sweet pastimes are described. ဆိုတော့ကျွန်တော်တို့ခရစ်ယာန်နဲ့ပတ်သက်တဲ့နော်အင်မတန်မှကြုံမြင်တဲ့ဇာတ်လမ်းတွေကိုကျွန်တော်တို့ကြားလို့ရမှာပါကျွန်တော်တို့ကြားဘူးကြမှာပါတဲ့ဘာဂဝတမှာလည်းတွေ့ဘူးလိမ့်မယ်နော်တခြားစာအုပ်တွေမှာလည်းတွေ့ဘူးလိမ့်မယ်ခရစ်ယာန်ကအင်မတန်မှချစ်စရာကောင်းတယ်ဆိုတဲ့နော်လီလာတွေအများကြီးလုပ်ခဲ့တော့အဲ့ဒါတွေကျွန်တော်ကြားဘူးမှာပါတဲ့ But sometimes what can happen is that we can misunderstand Krishna's position. ဆိုတော့အဲ့ဒါတွေကိုကြည့်တော့နော်ချစ်စရာကောင်းတဲ့အဲ့လိုကလေးလေးပုံစံမျိုးကြည့်တဲ့ခါကျတော့တခါလေကျရင်ကျွန်တော်ကဘာစိတ်ထဲမှာဘာထင်သွားလဲဆိုတော့ခရစ်ယာန်ရဲ့အဆင့်ကိုကျွန်တော်တို့အထင်သေးသွားတတ်တယ်တဲ့ We consider him just like an ordinary child, like one of our children, our nieces, nephews, or grandchildren. ကျွန်တော်တခါလေကျရင်ဘာဖြစ်သွားလဲဆိုတော့နည်းနည်းစိတ်ထဲမှာပေါ့ဗျာခရစ်ယာန်ကလေးလေးပဲပေါ့တော့တိတိလေးပဲပေါ့ဟိုကျွန်တော်တို့တူတွေတူမတွေအိမ်ကကလေးတွေကိုမြင်တယ်လို့မျိုးအဲ့လိုမျိုးခရစ်ယာန်ကိုနော်နည်းနည်းလေးရှော့ပြီးတော့စဉ်းစားတတ်တယ်တဲ့ We'll look at our child and say, oh, he's just like Krishna. ကျွန်တော်တခါလေကျရင်တော့အိမ်ကကလေးတခါလှုပ်တဲ့ဥစ္စာကိုလည်းကြည့်ပြီးတော့အေးဒါခရစ်ယာန်လို့သူလိုမျိုးသူလည်းလှုပ်တာပဲလို့တွေးတတ်တယ်တဲ့ကျွန်တော်တို့ Or we'll listen to or read a pastime of Krishna and say, oh, my child does this too. တခါလေကျရင်လည်းကျွန်တော်တို့ဘာကိုသမလို့ကျမ်းစာတွေမှာဖတ်လိုက်တယ်ပေါ့ဗျာခရစ်ယာန်ဒါတွေလှုပ်တယ်ဆိုတော့အေးငါတို့အိမ်ကကလေးလည်းဒီလိုပဲလှုပ်တာပဲဆိုတော့စဉ်းစားတတ်တယ် But who am I to say whether it's right or wrong? ဆိုတော့ပရဘုအနေနဲ့ကတော့ဒါကိုမှန်တယ်မှားတယ်ဆိုတာကိုသူ့အနေနဲ့တော့ပြောလို့တော့မရဘူးပေါ့ဗျာတဲ့ It's very nice that in some way or another we're able to remember Krishna's quality of sweetness. ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကောင်းတဲ့အချက်ကတော့အဲ့လိုမျိုးတွေအိမ်ကကလေးတွေကိုတွေ့တဲ့အခါမှာခရစ်ယာန်ရဲ့ကောင်းတဲ့အချက်လေးတွေကိုကျွန်တော်တို့ကအဲ့လိုမျိုးသတိရသွားတယ်ဆိုတဲ့ကိစ္စတော့အင်မတန်ကောင်းပါတယ်တဲ့ But really there is no comparison. တကယ်ချစ်အမှန်စစ်စစ်ပြောရမယ်ဆိုရင်တော့အဲ့လိုတော့သွားပြီးတော့နော်နှိုင်းရှင်လို့လုံးဝမရပါဘူး There's a pastime of Srila Prabhupada where he was on the plane and he saw a very beautiful air hostess. ပရဘုပတ်ကနော်ဒီပရဘုပတ်ရဲ့ဇတ်တော်ပေါ့နော်အဲ့မှာတစ်ခုမှရှိတယ်တဲ့ဘာလဲဆိုရင်ပရဘုပတ်လေရင်စီးနေတယ်လေရင်စီးတဲ့ခါမှာလေရင်ပေါ်မှာပေါ့နော်အင်မတန်မှချောမောလှပတဲ့နော်လေရင်မယ်တယောက်ကိုတွေ့တယ်တဲ့ And when he spoke to his disciple asking, isn't she beautiful? ဆိုတော့အဲ့ဒီကကျတော့ပရဘုပတ်ကသူ့ရဲ့ဘေးမှာရှိတဲ့ပရမဂျာဒီကိုမေးတာပေါ့သူတပည့်ကိုမေးတာပေါ့နော်ဗာမေးလဲဆိုတော့ဒီလေရင်မယ်ပေါ့နော်မလှဘူးလားပေါ့နော်အဲ့လိုဆိုပြီးပရဘုပတ်ကြီးကမေးတယ်တဲ့ Then the disciple was confused. What should I say? ဆိုတော့သူပရမဂျာဒီတပည့်ကလန့်သွားတာပေါ့ဗျာဘာပြောရမလဲပေါ့ But then Srila Prabhupada said that if she is so beautiful, how beautiful must her creator, Krishna, be? ဆိုတော့အဲ့ဒါနဲ့ပရဘုပတ်ကဘာပြန်ပြောလဲဆိုတော့သူကြောင်သွားတာကိုကြည့်ပြီးတော့သူတောင်ဒီလောက်လှရင်ပေါ့နော်သူ့ကိုဖြစ်အောင်ဖန်တီးထားပါတယ်ဆိုတော့ဘာဂဝန်ကဘယ်လောက်လှမလဲ And so just to remind us of how Krishna is nothing like us conditioned souls. ဆိုတော့ဒီမှာအဓိကပြောချင်တာကတော့ဘာလဲဆိုတော့ဘုရားရှင်ခရစ်ယာန်ကကျွန်တော်တို့လိုမျိုးထိန်းချုပ်ကံဝိညာဉ်တွေနဲ့တကယ်တမ်းကြည့်မယ်ဆိုရင်တော့ဘာမှမဆိုင်ပါဘူးတဲ့ In this Damodar pastime, we see that Yashodama takes not one attempt, not two attempts, not three attempts, but it's described that almost a whole day goes by
for Yashodama to be able to bind Krishna. ယေရှုသမသားရဲ့ဇတ်တော်မှာကြည့်မယ်ဆိုရင်ယေရှုသမသားကခရစ်ယာန်ကိုခြီဖို့အတွက်ကိုသူတစ်ခါကြိုးစားတယ်နှစ်ခါကြိုးသုံးခါကြိုးအဲ့လိုမျိုးမို့တနေ့ကုန်သွားတယ်သူခြီဖို့ကြိုးစားတာအဆင်မပြေဘူးတဲ့ And many of us will have heard of the explanation of the two fingers. One finger is the effort of the devotee, and the second finger is the mercy of Krishna. ကျွန်တော်တို့အားလုံးကြားဘူးတယ်ပေါ့ဗျာဒီကျိုးချီတဲ့ကမှာနလက်မလိုနေတယ်နလက်မထဲမှာတလက်မကဘဂဝါရဲ့ခရစ်ပါဖြစ်တယ်တလက်မကကျွန်တော်တို့ရဲ့အထုံးမှုဖြစ်တယ်ဆိုတာကိုတော်တော်များကြားမှုမှာပါတဲ့ And this just adds to the sweetness of Krishna that he allowed himself to be bound by Mother Yashoda. ဒါဒီမှာကြည့်မယ်ဆိုရင်ဘာသွားတွေ့ရလဲဆိုရင်ယေရှုသမသားခြီနိုင်ဖို့တော့ကိုခရစ်ယာန်ကခွင့်ပြုလိုက်လို့အချီခံလိုက်လို့ခြီလို့ရသွားတာဖြစ်တယ်အဲ့ဒါကခရစ်ယာန်ရဲ့ချစ်စရာကောင်းတဲ့ကိစ္စဖြစ်နေတာ And in the Chaitanya Charitamrita, we see that Krishna himself wants to taste that sweetness of Krishna. So Chaitanya Charitamrita မှာဘာသွားတွေ့ရလဲဆိုရင်ခရစ်ယာန်ကိုယ်တိုင်ကတဲ့သူ့ရဲ့ချစ်စရာကောင်းတယ်ဆိုတဲ့ကိစ္စကိုသူကိုယ်တိုင်ကခံစားခြင်းတယ် In the Adi Leela, verse 107, it's mentioned, Anyara achukarya apane Shri Krishna apane madhurya pane haila shastrishna. Translation, what to speak of others, even Lord Krishna himself becomes thirsty to taste his own sweetness. အာဒီလီလာခန်းတက်ပေါ့နော်ဘာလာတရားခုနှစ်မှာတဲ့ဒီမှာတခြားပြောမနေပါနဲ့ပေါ့နော်ခရစ်ယာန်ကတဲ့ तू ဘလောက်တိချစ်စရာကောင်းလဲ तू ဘလောက်တိချိုမြိန်လဲဆိုတာကို तू ကိုယ်တိုင်တော်မှအဲ့ဒါကိုခံစားကြည့်ခြင်းနဲ့အထီကိုခရစ်ယာန်ကချိုမြိန်နေတယ် In the very last canto, in canto 12 of the Srimad Bhagavatam, in the very last pastime that's described, which is of Markandeya Rishi, တကယ်တမ်းပြောရင်တော့ကျွန်တော်တို့ရှင်ဘာဝတမကဏ္ဍကြီးစနစ်ကနောက်ဆုံးပေါ့ဗျာအဲ့ဒီကဏ္ဍကြီးစနစ်မှာလည်းတွားကြည့်မယ်ဆိုရင်ဘာသွားတွေ့ရလဲဆိုတော့ဘဂဝါနဲ့ဇတ်တော်တွေကိုရှင်းပြတဲ့အခါမှာနောက်ဆုံးပေါ့ဒီဇတ်တော်ပြီးသွားရင်ဘာမှမရှိဘူးပေါ့အဲ့ဒီဇတ်တော်နောက်ဆုံးဇတ်တော်ကဘာလဲဆိုရင်မာရကန်ဒေယရီရှိရဲ့ဇတ်တော်ဖြစ်ပါတယ်တဲ့ we see how Markandeya Rishi was swimming in the flood of inundation, and he sees a very peculiar sight. အဲ့မှာမာရကန်ဒေယရီရှိကနော်ဘာဖြစ်နေလဲဆိုတော့ဒီစัจ java ကြီးတစ်ခုလုံးနော်တခါလဲဇတ်သိန်းကန်းရောက်ပြီပေါ့ဗျာနော်ဇတ်သိန်းကန်းရောက်တဲ့အခါမှာအားလုံးအဲ့မှာရေတွေအများကြီးတက်လာပြီးတော့အားလုံးပျက်စီးသွားပြီအဲ့ပျက်စီးသွားတဲ့အခါမှာအင်မတန်မှထူးခြားတဲ့အဖြစ်ပြက်နော်ကိစ္စတစ်ခုနော်ဖြစ်နေတာကိုသူမာရကန်ဒေယရီရှိကလှမ်းမြင်လိုက်တယ်တဲ့ He sees that there's a banyan tree, and on that banyan tree there's a little baby, blue baby, and that blue baby is sucking his own toe. သူတွေးလိုက်တဲ့ထူးခြားတဲ့အဖြစ်ပြက်ကဘာလဲဆိုရင်အဲ့မှာညောင်မင်းကြီးတစ်ပင်ရှိတယ်တဲ့ညောင်မင်းကြီးတစ်ပင်မှာခလေးလေးတယောက်ရှိတယ်တဲ့ခလေးလေးကအပြာရောင်ခလေးလေးဖြစ်နေအဲ့ဒီအပြာရောင်ကလေးလေးကဘာလုပ်နေလဲဆိုရင်တဲ့သူ့ရဲ့ခြေထောက်ခြေမပေါ့သူ့ရဲ့ခြေမကိုသူလှမ်းပြီးတော့စုပ်နေတယ် And in the commentary, Vishwanath Chakravarti Thakur explains that Krishna is thinking so many actually, I'll let you translate. Yes bro yes he says So many devotees are hankering for the nectar of my lotus feet. Therefore, let me personally experience that nectar. Oh. So Krishna ကနော်အဲ့မှာ Vishwanath Chakravarti Thakur ရှင်းပြတာပေါ့ဗျာအဲ့မာကန္ဒယာရှိကအဲ့လိုမြင်လိုက်တယ်မြင်လိုက်တော့အဲ့မှာ Vishwanath Chakravarti Thakur ရှင်းပြတယ်ဗာရှင်းပြလဲဆိုရင်နော်ဒီလောက်ဘတ်တရီအများကြီးပေါ့နော်ဘတ်တရီအများကြီးကနော်သူ့ရဲ့ဘရုံမာခြေတော်ရင်းကိုနော်ရည်စူးကြတယ်ချိုမြင်တဲ့အရာသာကိုသူတို့လိုချင်ကြတယ်ဒါကိုစိတ်ကူးထဲမှာအမြဲရည်ကြတယ်ပေါ့နော်ဒီခြေထောက်ကဘာရှိလဲပေါ့ဒီခြေထောက်ထဲမှာဘာရှိလဲဆိုတော့ငါကိုယ်တိုင်လည်းငါကြည့်အောင်ပဲဆိုလို့သူ့ပါစတဲ့ကိုထည့်ပြီးစုပ်နေတာ And so that baby blue boy Krishna is sucking his own toes to find out what is so tasty. အဲ့ဒီအပြာရောင်ရှိတဲ့ကလေးလေးပေါ့နော် Krishna ကလေးလေးဟာတဲ့သူ့ခြေထောက်ရဲ့ခြေမကိုသူ့ကသူစုပ်ကြည့်ပြီးတော့ပေါ့နော်ဒီခြေထောက်ကဘာများအလောက်ထိချိုပြင်းတဲ့အရာသာရှိလို့ဒီလောက်လူတွေအများကြီးဖြစ်တာလဲဆိုတော့သိချင်လို့သူ့ကသူစုပ်ကြည့်နေတာပါတဲ့ But is it possible for us to understand our own qualities? ဆိုတော့ဒီအမျိုးကိုကျွန်တော်တို့အနေထားနဲ့ပေါ့ဗျာဒါကိုနားလည်နိုင်မယ့်အနေထားရှိမှထင်လားတဲ့ If one is full of ego, we go around telling everybody, look how glorious I am. Look at how much work I am doing, how much service I am doing. ဆိုတော့လူတွေကျွန်တော်တို့လိုနော်ကျွန်တော်တို့ရဲ့အနေထားကကျွန်တော်အဲ့လိုမျိုးမပြောနိုင်ဘူးဗျာကျွန်တော်တို့ကကျွန်တော်များသောအားဖြင့်အတ္တကြီးတယ်ငါလုံနေတာကိုတွေးလားငါဘယ်လောက်စေပါတွေလုံနေလဲအဲ့လိုမျိုးကျွန်တော်တို့ဆိုရင်ကြွားချင်ကြတယ်
But then the people we speak to will go, yes, yes. But in the heart, inside the mind, they'll be thinking, what a fool is this person? ဆိုတော့လူတွေကတော့ကျွန်တော်တို့ရှေ့မှာတော့အာဟုတ်တယ်ဟုတ်တယ်ခင်ဗျာအလုပ်တွေလုပ်တယ်လို့ပြောရင်ဟုတ်ကဲ့လို့ပြောရင်ပြောမယ်ဒါပေမဲ့သူတို့အထဲမှာသူတို့ဘာထင်နေလဲဆိုတော့ဟာဒီကောင်အယူပဲလို့ထင်နေပါတယ် But one who has godly qualities, especially humility, they will not recognize their own greatness. ဆိုတော့တကယ်ကိုဘုရားနဲ့ပတ်သက်တဲ့ worldly quality ပေါ့ဗျာ worldly quality ဆိုတာစုတွေပေါ့နော်သူတော်စင်တွေပေါ့ဒီသူတော်စင်တွေကဘုရားရှင်နဲ့ချိတ်ဆက်ထားတဲ့သူတော်စင်တွေကတဲ့သူတို့ဘယ်လောက်ထိယိုကျိုးလဲဆိုရင်သူတို့မှာရှိပါတယ်ဆိုတော့ကောင်းတဲ့အရေးချင်းတွေကိုသူတို့ဘယ်တော့မှအကောင်းတယ်လို့မမြင်ဘူးတဲ့ And so how can Krishna, who is God himself, understand his own greatness? ဆိုတော့ဘတ်တာတွေဖြစ်တဲ့နော်ဘုရားရှင်နဲ့ချိတ်ဆက်ထားတဲ့ဘတ်တာတွေဖြစ်တဲ့သူတွေကတော့မှသူတို့ကယိုကျိုးပြီးတော့သူတို့ရဲ့ကြီးမြတ်ပုံကိုသူတို့မသိနိုင်ဘူးဆိုရင်ပေါ့ဘုရားရှင်ခရစ်ယာန်ကိုယ်တိုင်ကနော်သူ့ရဲ့မြင့်မြတ်ပုံကိုသူဘယ်လိုသိနိုင်မှာလဲ In the Bhagavad Gita, Krishna himself tells us how we can understand his greatness and his sweetness. ဘဂဝတ်ဂီတာကျမ်းမှာလည်းခရစ်ယာန်ကိုယ်တိုင်ပြောထားတာရှိတယ်တဲ့ဘာလဲဆိုရင်နော်ခရစ်ယာန်ဘယ်လောက်ထိကြီးကျယ်မြင့်မြတ်လဲဆိုတာကိုကျွန်တော်တို့ဘယ်လိုနားလည်နိုင်မလဲ He says, Bhaktyamam abhijanati yavan yaschasmi tatvatah tatamam tatvato gnatva vishate tadarantaram. Translation. One can understand me as I am, as the Supreme Personality of Godhead, only by devotional service. And when one is in full consciousness of me by such devotion, he can enter into the kingdom of God. ဆိုဘုရားရှင်ခရစ်ယာန်ကဘဂဝတ်ဂီတာကျမ်းမှာရှင်းပြထားတယ်ပေါ့နော်ငါ့ကိုနားလည်နိုင်တဲ့တခုတည်းသောနိလန်းကဘဂတိစေပါပဲရှိတယ်တဲ့အဲ့လိုမျိုးငါရဲ့အနုတ္တတိနဲ့အပြည့်အဝရှိတဲ့သူပဲငါရဲ့လောကကိုခြေချနိုင်မှာဖြစ်တယ် And in the purport, Srila Prabhupada mentions, quote, no one can understand God simply by erudite scholarship or mental speculation. Only one who is actually engaged in Krishna consciousness and devotional service can understand what Krishna is. ဆိုတော့လူအဲ့မှာအဲ့ဒီပါဆိုကာရဲ့ဟိုပါပေါ့နော်ရှင်းလင်းချက်မှာပရိပတ်ရှင်းပြထားတယ်ပေါ့နော်ဘယ်လိုရှင်းပြထားလဲဆိုရင်လူတွေကတော်ပြီးတော့နော်လူတွေကတက်ပြီးတော့နော်ပတ်စံရှိပြီးတော့ပြလို့ကြီးကျယ်ဥစ္စာတွေရှိပြီးတော့ပဲဖြစ်ဖြစ်ဘုရားရှင်ကြီးကျယ်မှုမသိနိုင်ဘူးဘဂတိစေဝါကိုတကယ်နိုင်ကျွတ်ကျွတ်ဝင်ပြီးတော့ကိုယ်တိုင်တကယ်လုပ်နေပြီးတော့အမြဲတမ်းထိဆက်မှုရှိမှသာလျှင်ဒါကိုနားလည်နိုင်မှာဖြစ်တယ် So how can Krishna, who is God, understand his own sweetness and greatness? ဆိုတော့ဒီလိုမျိုးဘတ်တာတွေတောင်ဒီလိုမျိုးဖြစ်နေမှာဆိုရင်ဘုရားရှင်ကဘယ်လိုလုပ်သူ့ရဲ့ကြီးကျယ်မြင့်မြတ်ပုံကိုသူသိနိုင်မှာလဲပေါ့နော် For that, he must do some devotional service. ဆိုတော့ဒါဆိုရင်နော်ဘဂဝါန်ကိုနားလည်ဖို့တော့ကိုဘတ်တာတယောက်ကနော်ဘဂတိစေဝါလုံးမှာခရစ်ယာန်ဘဂတိလုံးမှာပဲသိနိုင်မယ်ဆိုရင်ခရစ်ယာန်ကလည်းသူ့အကြောင်းကိုသူသိဖို့သူခရစ်ယာန်ဘဂတိလုံးရမယ် And so that Supreme Krishna comes to the world as Chaitanya Mahaprabhu. အဲ့လိုမျိုးသိဖို့တော့ကိုအဲ့ဒီခရစ်ယာန်ကနော်သူ့အကြောင်းကိုသူနားလည်ဖို့တော့ကိုသူကိုယ်တိုင်ចេတနာမဟာပရုအနေနဲ့လာပြီးတော့အဲ့ဒီခရစ်ယာန်ဘဂတိကိုလုပ်ပြီးတော့မှခရစ်ယာန်ရဲ့အရာသာကိုခံခဲ့တာဖြစ်တယ် Because without being a devotee, Krishna also cannot understand the sweetness that a devotee tastes. ဆိုတော့ခရစ်ယာန်ကဘဂတဖြစ်မလာဘဲနဲ့ခရစ်ယာန်ဘယ်လောက်မြင့်မြတ်လဲခရစ်ယာန်ကဘယ်လောက်ထိနော်ချုံငိမ့်လဲဆိုတာကိုသူကိုယ်တိုင်မသိနိုင်ဘူး In the CC, it's also mentioned, Shvamadhurya Ashvadita Karana Yatan Bhakta Bhava Vinu Nahe Taha Ashvadan. Translation. He tries to taste his own sweetness, but he cannot do so without accepting the emotions of a devotee. ဆိုတော့ခရစ်ယာန်ကသူ့ရဲ့နော်ချုံငိမ့်မှုကိုသူခံစားခြင်းတယ်ဒါပေမဲ့ तू ကဘာခံစားလို့မရဘူးဖြစ်နေဘာဖြစ်လို့မရဘူးလဲဆိုရင်တဲ့ तू ကဘဂတတယောက်ရဲ့စိတ်ခံစားမှုဆိုတဲ့ဥစ္စာကိုမရသေးတာဖြစ်တဲ့အတွက်ဘဂတတယောက်ကသူ့ကိုကြည့်ပြီးတော့ဘယ်လိုခံစားလဲဆိုတာကို तू အနေနဲ့မသိဘူးဖြစ်တဲ့အတွက် तू ကဒါကိုမသိတာပေါ့နော်ခရစ်ယာန်ကသူ့ကို तू မခံစားနိုင်တာတဲ့ And Krishna doesn't just come in his form as Chaitanya Mahaprabhu. We see his expansions and incarnations also descend. ခရစ်ယာန်ကចេတနာမဟာပရုအနေနဲ့တပါးတည်းလာတာလည်းမဟုတ်ဘူးနော်တဲ့ तू နဲ့အတူတူ तू နဲ့အပေါင်းပါတွေနော်အကုန်လုံးပါတယ်တဲ့ We see there's Nityananda Prabhu, Advaita Acharya, Shivas Thakur, and so many personalities who are expansions and incarnations of the Supreme Lord also. ဆို
ဆိုတော့ခြေတနာမဟာပရုနဲ့ဒူနိတ္တနန္ဒပရုပါတယ်နော်တခြားပေါ့နော်တခြားပัญจတ္တဝါတွေပါတယ်တခြားပေါ့နော်ဘတ်တတွေအားလုံးပါတယ်တဲ့သူလာတဲ့ချိန် Avatara Ganera Bhakta Bhava Adhikar Bhakta Bhava Haita Adhika Shukanahi Ar in the CC. Translation: all the incarnations are entitled to the emotions of devotees. There is no higher bliss than this. ဆိုတော့ရှိသမျှအဝတာတွေအားလုံးပေါ့နော်တရားတွေအားလုံးရဲ့အရာသာကိုဘတ်တတွေပဲသိမယ်ပေါ့နော်အဲ့ဒီထက်ပိုပြီးတော့ကြီးကျယ်မြင့်မြတ်တဲ့ပီတိတောမနတာပေါ့ခံစားချက်ဆိုတာမရှိပါဘူး Because all the incarnations want to experience what it means to serve Krishna. ဆိုတော့ရှိသမျှနော်ဒီကြွရောက်လာတဲ့အဝတာတွေအားလုံးဟာပေါ့နော်ဘာအနေနဲ့သူတို့ကစဉ်းစားနေကြလဲဆိုရင် Krishna ကိုဘယ်လိုစေပါလုပ်ရတယ်ဆိုတာကိုနားလည်ဖို့တော့ကိုစဉ်းလာတဲ့ပုံစံကြီးပဲဖြစ်တယ် Because the highest bliss that one can experience is that when one serves God, not becomes God. အဲ့တကယ်တမ်းဆိုရင်အမြင့်ဆုံးပျော်ရွှင်မှုပေါ့အမြင့်ဆုံးပီတိတောမနတာကတဲ့ကျွန်တော်တို့ကကိုဖျားဖြစ်လာရင်ရမှာမဟုတ်ဘူးတဲ့ကိုကဖျားကိုစေပါလုပ်တဲ့ခါကျမှရတာဖြစ်တယ် In the purport, Srila Prabhupada says that, quote, he enjoyed a greater taste of transcendental mellows than when he plays the part of the Supreme Personality of Godhead. ရှလာပရောဘာဒိုင်မှာရှင်းလင်းချင်းမှာပြောထားတယ်တဲ့သူကဘုရားရှင်ကနော်သူကိုယ်တိုင်ရဲ့ချုံမြင်မှုကိုအမြင့်ဆုံးအဆင့်ကိုပဲအချိန်မှရလဲဆိုသူကိုယ်တိုင်ကဘတ်တာဖြစ်တဲ့ခါကျမှပဲရတယ် So devotee actually experiences more joy than Bhagavan, than God himself. ဆိုတော့ devotee လို့ခေါ်တဲ့ဘတ်တာကပေါ့နော်ဘာဂဝန်ထက်တောင်မှပိုပြီးတော့ပျော်ရွှင်မှုနော်ကျင်းတဲ့တိမ်မှုနော်ပီတိတောမနတာကိုခံစားနေရတာဖြစ်တယ် Why is that? ဘာဖြစ်လို့အဲ့လိုဖြစ်တာလဲ Because bhakti has the ability to conquer Krishna when no other path, no other practice, no other form of meditation can do so. ဘာဖြစ်လို့အဲ့လိုလုပ်နိုင်တာလဲဆိုရင်တဲ့ဒီ bhakti ဆိုတဲ့လမ်းစဉ်ပေါ့ဘုရားရှင်ကိုချစ်မြတ်လို့ဆိုတာအလုပ်ကျေးပြုခြင်းဆိုတဲ့လမ်းစဉ်ဟာတဲ့တခြားသောဘလောက်ပဲတရားထိုင်တာပဲဖြစ်ဖြစ်တခြားသောဘလို့ကျင့်စဉ်တွေပဲဖြစ်ဖြစ်ဘယ်လိုဟာနဲ့ပဲရှင်မရနိုင်ပါဘူးဆိုတဲ့ဘုရားရှင် Krishna ကိုတိမ့်ပိုက်နိုင်တဲ့အစွမ်းတတိ bhakti မှာရှိပါတယ် We see that devotees were able to do that which nobody else could even think about doing. ဆိုတော့ devotee တွေကိုတင်ချကြည့်လိုက်ရင်ねဘာသွားတွေ့ရလဲဆိုတော့တခြားလူတွေကပုံမှန်နေနဲ့စင်းကိုမစင်းစားနိုင်တဲ့ကိစ္စတွေအလုံးကို bhakta တွေကအလွယ်တကူလုပ်လိုက်တာကိုတွေ့လိမ့်မယ် We see in the Damodar pastime, Krishna is who? Krishna is described to be unlimited. He has no beginning, no middle, no end. We know in his belly, the entire universe was shown in another pastime. ဆိုတော့တာမိုဒလီလာမှာဆိုရင်ကြည်ပါတဲ့နော် Krishna ကိုလည်းကျွန်တော်တို့ဘယ်လိုသိထားလဲ Krishna ဆိုတာနော်အစမရှိအဆုံးမရှိတဲ့သူဖြစ်တယ် Krishna ကိုတိုင်းလို့မရဘူး Krishna ရဲ့အကျယ်ကို Krishna ရဲ့အတိုင်းတာကိုကျွန်တော်ဘာမှလုပ်လို့မရဘူးနော်တခြားလီလာမှာဆိုရင်လည်း Krishna ရဲ့ bite ထဲမှာနော်ဂျာမတာရှုဒမတာကပွင့်ပြီးတော့ကြည့်တဲ့ခါမှာလည်းဗဇက်ထဲမှာကြည့်လိုက်လို့ဆိုရင်စัจ java တစ်ခုလုံးက Krishna bite ထဲမှာရှိတယ် And yet after so much effort from Mother Yashoda, she still managed to tie a rope around his belly. ဆိုတော့အဲ့လောက်စัจ java ကြီးတစ်ခုလုံးကိုဗဇက်ပွင့်ပြီးတော့ကြည့်လိုက်တဲ့ခါမှာ bite ထဲမှာရှိနေပါတယ်ဆိုတဲ့ Krishna ပေါ့ဗျာဒီစัจ java ကိုဘယ်သူကကျိုးနဲ့တုံနိုင်မှာလဲနော်ဒါပေမဲ့လည်းယရှုဒမတာကဘာလုပ်နိုင်လဲစัจ java တစ်ခုလုံးရှိနေပါတယ်ဆိုတဲ့ bite ကိုဘာလုပ်လိုက်လဲနောက်ဆုံးစူးစမ်းပြီးနောက်ဆုံးမှာစัจ java တစ်ခုလုံးပါတဲ့ bite ကိုကျိုးနဲ့တုံလိုက်တယ် How is that possible? အဲ့ဒါဖြစ်နိုင်မလားတဲ့ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ When Krishna is unlimited and a rope is limited. နော် Krishna ကအတိုင်းအဆမရှိဘူးအတိုင်းအဆမရှိဘူးကျိုးဆိုတာကအတိုင်းအဆရှိတယ် In the CC it's described, Prema haito Krishna hoy nija bhaktavash, Prema haite paye Krishnera sheva shukarash. Translation: the Supreme Lord, who is greater than the greatest, becomes submissive to even a very insignificant devotee because of his devotional service. It is the beautiful and exalted nature of devotional service that the infinite Lord becomes submissive to the infinitesimal living entity because of it. In reciprocal devotional activities with the Lord, the devotee actually enjoys the transcendental mellow of devotional service. ဆိုချင်တဲ့ကြက်သားမင်းကတော့ Prabhu ကဆိုကဖတ်ပြသွားတာပေါ့နော်။ဆိုရင်ဘာပြောတာလဲဆိုရင်ဘုရားရှင်ကတဲ့အနိုင်စမရှိတဲ့နော် infinite ပေါ့နော်အနိုင်စမရှိတဲ့အနေအထားမှာရှိတယ်
ဒါပေမဲ့လည်း bhakti ကဘယ်လောက်ထိအဆင့်မြင့်လဲဆိုရင်လူတယောက်က bhakti ကိုကျင့်ကြံလိုက်တဲ့အခါမှာအဲ့ဒီအနိုင်အစမရှိတဲ့ Bhagavan ကအနိုင်အစတိတိလေးပဲရှိပါတယ်ဆိုတော့ဘာမှမဟုတ်ပါဘူးဆိုတော့ဒီ devotee ပေါ့ devotee ကနေပြီးတော့ तू ရိုးရိုးသားသားလှုပ်လိုက်ပါတယ်ဆိုတော့ bhakti ကြောင့် तू ဟာအဲ့ဒီအခုနပြောတဲ့အနိုင်အစမရှိတဲ့ဘလို့မှအစအဆုံးတိုင်းလို့မရတဲ့ဘုရားရှင်ကဘာဖြစ်လဲရိုးရိုးကြိုးကြိုးနဲ့သူ့ရှိမှလာပြီးတော့အဖမ်းခံတယ်ပေါ့ဗျာအဲ့ဒီအချိန်မှာအဲ့လိုအဖမ်းခံတဲ့အချိန်မှာဘတ်တာကလည်းဘာလို့လဲဆိုတော့အနိုင်စမဲ့ပီတိတောမနတာကိုသူကိုယ်တိုင်ခံစားရတယ် Because Krishna was bound by the love and not the rope. ဟာခရစ်ယာန်ကိုတဲ့ဖမ်းလို့ရတာကကြိုးမဟုတ်ဘူးတဲ့ခရစ်ယာန်ကိုဖမ်းလို့ရတာကမေတ္တာနဲ့ဖမ်းရတာဖြစ်တယ် The path of loving devotion has the power to conquer Krishna. ဘတ်တီဆိုတဲ့လမ်းကြောင်းတစ်ခုလုံးရှောက်နေတဲ့လမ်းကြောင်းပေါ့ဒီလမ်းစဉ်တစ်ခုလုံးကခရစ်ယာန်ကိုတခါတည်းတိမ့်ပိုက်လို့ရတဲ့လမ်းစဉ်တစ်ခုဖြစ်တယ် Elsewhere, it's described that even the yogis and the mystics are trying to touch the feet of Krishna or reach the feet of Krishna, but they are unable to do so. နောက်မှကျွန်တော်ကျမ်းစာတွေမှာပြောထားတယ်ပေါ့နော်ရရှိမူနီတွေယောဂီတွေတို့နဲ့ပေါင်းများစွာတပစီယပေါင်းများစွာကျင့်ကြံပြီးတော့ခရစ်ယာန်ရဲ့ခြေထောက်ကိုကင်မှုစူးစမ်းနေကြတယ်ဘယ်လောက်စူးစမ်းသူတို့တော့ကအရင်ခက်ခဲနေတယ် And yet Yashoda, just by her love, was able to bind, not just touch, but bind Krishna. ရရှိလာမှာကြတော့အဲ့ဒါတွေဘာမှလည်းမလုပ်ရဘူးရရှိမူနီတွေလို့နော်ဒါပေမဲ့မလုပ်လိုက်လေခြေထောက်ကိုကင်ုံနေမကောက်တခါတည်းခန္ဓာကိုယ်တစ်ခုလုံးခရစ်ယာန်ကိုခြိပလိုက်တယ် I don't want to just see God. I want to embrace God. တော့ဘုရားကိုမြင်နေတာတစ်ခုတည်းမဟုတ်ဘူးပေါ့နော်ဘုရားကိုတခါတည်းဖတ်ပလိုက်ချင်တာ And for that, devotion is necessary. အဲ့ဒီအတွက်ကိုဘာလို့လဲဆိုရင် And we see so many examples where Krishna is bound by the love of his devotees. ဆိုတော့ကျွန်တော်တို့မှာဥပမာတွေအများကြီးရှိတယ်ပေါ့နော်ခရစ်ယာန်ကသူ့ရဲ့ဘတ်တာရဲ့မေတ္တာကြောင့်အဖမ်းခံတယ်ဆိုတဲ့ဥပမာတွေအများကြီးရှိတယ်တဲ့ We spoke about the pastime of Damodar, but then there's also Krishna and Arjun on the battlefield. ဆိုတော့ဒါမို့လီလာကိုပြောကြတယ်ကျွန်တော်တို့ဘဂဝတ်ဂီတာမှာဆိုလဲအဂျွန်းနဲ့ခရစ်ယာန်အကြောင်းကိုကျွန်တော်တွေ့ရလိမ့်မယ် Where Krishna, who is described to have the capacity to be able to wipe out the entire universe in just one blink, he became the chariot driver for his dear devotee Arjun. စัจ java ပေါင်းအနန္တမှာရှိပါတယ်ဆိုတော့ဥစ္စာတွေအားလုံးကိုမျက်စိတမိတ်အတွင်းမှာတခါတည်းဖြည့်ဆည်းနိုင်ပါတယ်ဆိုတော့ဘုရားရှင်ခရစ်ယာန်ကသူ့ရဲ့ဘတ်တာဖြစ်တဲ့အဂျွန်းတို့ကိုလှဲမောင်းမှုတော့ကိုလှဲပေါ်မှာထိုင်နေတာကိုတွေ့ရလိမ့်မယ် And it's not considered a very friendly service either. ပြီးတော့လည်းအဲ့ဒီအလုပ်ကိုကြည့်မယ်ဆိုရင်ညာတဲ့သူလဲမောင်းတဲ့အလုပ်ကရှင်းရှင်းပြောရင်တော့ဘလို့တငယ်ချင်းအချင်းချင်းဟိုနေရတဲ့အလုပ်မျိုးလည်းမဟုတ်ဘူးပေါ့ဗျာ The battlefield is so noisy that when the warrior wants to tell the charioteer, I want to go left or I want to go right, he can't speak or shout because they won't hear. တော့ဒီစစ်ပွဲဖြစ်နေတဲ့အချိန်ကိုတဲ့စေကူးထဲမှာမြင်ကြည့်လိုက်ပေါ့နော်စစ်ပွဲဖြစ်နေတဲ့အချိန်မှာစစ်ပွဲမှာဆိုတော့အကြီးအကျယ်ကြီးကြားနေရတာပေါ့ဗျာဆိုတော့တကယ်လို့ဒီအဂျွန်းကနေပြီးတော့ခရစ်ယာန်ကိုတော့မောင်းတဲ့လူကိုပေါ့နော်ဘယ်ဘက်သွားခြင်းလဲညာဘက်သွားခြင်းလဲဆိုတော့ဗဇက်ကနေပြောရင်လေအဲ့ဒီမောင်းတဲ့သူကကြားမလားဘလို့မှမကြားနိုင်ဘူးဘာလို့စစ်ပွဲမှာတအားဆူညံနေတယ် So how did Arjuna tell Krishna where I want to go? ဆိုတော့ဒါဆိုရင်အဂျွန်းကခရစ်ယာန်ကိုဘယ်ဘက်သွားမယ်ညာဘက်သွားမယ်ဆိုတော့ तू ဘလို့ပြောခဲ့တယ်ထင်တယ် He would kick the sides of Krishna. So tu ဘာလို့လဲဆိုရင်ခရစ်ယာန်ရဲ့နောက်ကိုပေါ့နော်ဒီဘယ်ဘက်သွားခြင်းလဲဆိုဘယ်ဘက်ကိုခြေထောက်နဲ့ကန်မယ်တဲ့ညာဘက်သွားခြင်းလဲဆိုရင်ညာဘက်ကိုခြေထောက်နဲ့ကန်မယ် Imagine God accepted being kicked by his devotee. စဉ်းစားကြည့်ပါတဲ့နော်ဘာဂဝန်ကဘတ်တာရဲ့ခြေထောက်နဲ့ကန်တာကိုတော့သူလက်ခံတယ် Because he was conquered by Arjun's love. ဘာဖြစ်လို့လဲဆိုရင်အဂျွန်းကသူ့ကိုတအားချစ်နေလို့ဖြစ်တယ် And then we know the famous pastime where Krishna breaks his vows to protect Arjuna also from Bhishma. နော်ကျွန်တော် Bhishma ဒေဝနဲ့ပတ်သက်တဲ့လီလာပေါ့နော်ဒါလည်းလူတွေကြားဘူးတယ်ပေါ့သူကိုယ်တိုင်စစ်မတိုက်ဘူးလို့ပြောထားတာကိုသူပေးထားတဲ့ဂတိကိုတော့သူဖျက်ပြီးတော့အဂျွန်းကိုကာကွယ်ဖို့တော့ Bhishma ကိုလုပ်တင်ဖို့တွားခဲ့တယ်ပေါ့နော်ဒါလည်းကျွန်တော်အားလုံးကြားဘူးမှာပါတဲ့ And he took so many arrows onto his body just because of his love for his devotee. တော့နော်
ဒီသူ့ရဲ့ Bhakta ထိသွားမှာကိုကြောက်ပြီးတော့ Krishna ကိုယ်တိုင်ကမြားပေါင်းများစွာကိုသူ့ကိုမှန်စေခဲ့ပါတယ် And then we see Advaita Acharya's intense love for Krishna, where he's calling out, crying, whilst offering his tulsi leaves and Ganga water. ဆိုတော့ကျွန်တော် Advaita Acharya ရဲ့ဘဝကိုကြည့်မယ်ဆိုရင်တွေ့ရလိမ့်မယ် Advaita Acharya က Chaitanya Mahaprabhu ပွင့်လာမှုတော့ဘုရားရှင် Krishna ကိုတန်းတပြီးတော့သူကဒီကိုလာပြီးတော့ပွင့်တော်မူပါဆိုပြီးတော့သူပရာသနာလုပ်တဲ့ချိန်မှာသူတဲတန်ပေါ့ဗျာတကယ်ကိုလာစီခြင်းတဲ့စိတ်နဲ့အတဲတန်စူးစမ်းပန်းစားပြီးတော့ရအောင်သူခေါ်တာကိုကြားမှုမှာပါတယ် His cry and devotion was so loud that the Lord himself came as Chaitanya Mahaprabhu in order to share the treasure of love of Godhead with the entire world. ဆိုတော့ Bhakta တယောက်ရဲ့ငိုကြွေးမှု Bhakta တယောက်ရဲ့တောင်းတမှု Bhakta တယောက်ရဲ့ခေါ်ဆောင်မှုကဘယ်လောက်ပြင်းထန်လဲဆိုရင်Advaita Acharya ရဲ့အဲ့လိုပြင်းထန်တဲ့တောင်းဆိုမှုကြောင့်ဘုရားရှင်ကိုယ်တိုင်ကဘာလုပ်ရလဲဆိုတော့ဆင်းလာရတယ်ဆင်းလာပြီးတော့ဘုရားရှင်ရဲ့မေတ္တာအစစ်မှန်ကိုကဘာတစ်ခုလုံးပေါ့ရှိသမျှလူတွေအားလုံးကိုမျှဝေပေးဖို့စီစဉ်ခဲ့ပါတယ် Again, Krishna was conquered by the devotee. နောက်ဆုံးဘယ်လိုပဲကြည့်ပေါ့ Krishna ကိုတိမ့်ပိုက်လိုက်တာက Krishna ကိုအနိုင်ယူနေတာဘယ်သူတွေလဲဆိုရင် Bhakta တွေပဲဖြစ်တယ် Because when one becomes a devotee, he actually becomes dearer to Krishna than Krishna is dear to than what he is than his own self. When one becomes a devotee, he becomes dearer to Krishna than his own self. So own self means Krishna is to his own self. Yeah. So လူတယောက်ကလည်း Bhakta ဖြစ်လာရင်အဲ့ဒီ Bhakta တယောက်က Krishna ကိုသူဘယ်လောက်ချစ်လာလဲဆိုရင် Krishna ကသူ့ကိုသူဘယ်လောက်ချစ်တယ်လဲအဲ့ထက်တောင်ပိုပြီးတော့ Bhakta က Krishna ကိုချစ်တယ် We see in the Srimad Bhagavatam in Canto 9 in the pastime of Ambarish Maharaj and Durvasa Muni. ကျွန်တော်တို့ Ambarish Maharaj နဲ့ Durvasa Muni ရဲ့ဇတ်တော်ကိုကျွန်တော်တို့ Srimad Bhagavatam ကဏ္ဍကြီး၄မှာကြားမှုမှာပါတဲ့ When Durvasa Muni offends Ambarish Maharaj and out of fear to try and be saved, he goes to Krishna, he goes to Vishnu. What does Vishnu say? ဆိုတော့ Ambarish Maharaj ကိုစော်ကားလိုက်တယ်ဒီ Durvasa Muni ကစော်ကားလိုက်တဲ့ခါကျတော့ထွက်ပြေးပြီးတော့ Vishnu ရှိသွားပြီးတော့ကျွန်တော်ကိုကာဝယ်ပေးပါလို့ပြောတဲ့ခါမှာ Vishnu ကြီးကဘာပြောလဲတဲ့ He says, Sadhavo hridayam mahyam sadhunam hridayam tvaham madanyatina janati naham tebhyo managya api. Quote, the pure devotee is always within the core of my heart, and I am always in the heart of the pure devotee. My devotees do not know anything else but me, and I do not know anyone else but them. So အဲ့မှာ Vishnu ကြီးကဘုရားရှင် Vishnu ကဘာပြောလဲဆိုရင်ငါရဲ့ Bhakta ကငါရဲ့ရင်ထဲမှာရှိတယ်ငါရဲ့ရင်ထဲမှာအမြဲရှိတယ်တဲ့ငါရဲ့ Bhakta ရဲ့ရင်ထဲမှာငါအမြဲရှိတယ်တဲ့ငါရဲ့ Bhakta ကငါကလွယ်လို့ဘာမှမသိဘူး Because the devotee is so dear to Krishna, the devotee resides in Krishna's heart. And so Krishna can think of nobody and nothing else but the devotee. ဆိုတော့ Krishna ရဲ့ Bhakta ဖြစ်လာတဲ့ခါမှာတဲ့ Krishna Bhakta ကသူက Krishna ကိုတစ်ချိန်လုံးသူတတိယနေပြီးတော့တစ်ချိန်လုံးဟိုဖြစ်နေတာကကြတော့ Krishna ကသူ့ရဲ့နှလုံးသားထဲမှာအဲ့ဒီ Bhakta ကိုနေရာပေးထားတဲ့အပြင်ကို Krishna ကိုယ်တိုင်ကအဲ့ဒီ Bhakta အကြောင်းကလွဲလို့သူတခြားဘယ်သူအကြောင်းမှမစဉ်းစားဘူး And the power of that love is so strong. Even in the material world, we see that people can go to such extents for the object of their love. ကျွန်တော်တို့ဒီဟာကိုဘယ်လိုပဲဖြစ်ပါလောကီမှာလည်းတွေ့ရမှာပါတဲ့သူတို့ချစ်တဲ့ဥစ္စာရဖို့တော့လူတွေဘယ်လောက်ထိအသေးအတန်စူးစမ်းလဲဆိုတော့လောကီမှာတော့မှအပြင်မှာမြင်နိုင်ပါတယ် In English, there's a saying that love can move mountains. အင်္ဂလိပ်မှာဆိုရင်စကားပုံတစ်ခုရှိတယ်ပေါ့ဗျာ love ပေါ့မေတ္တာပေါ့ချစ်ချင်းမေတ္တာဟာ can move the mountain ဆိုတာတောင်ကြီးတွေကိုတော့မှရွှေ့နိုင်တယ်ပေါ့အဲ့လိုစကားပုံရှိတယ် Because love has the power to make the impossible possible. ချစ်ချင်းမေတ္တာကပေါ့မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်ပေးနိုင်တဲ့စွမ်းရည်သူ့မှာရှိတယ် And even on a material plane, people go to so much extent, so much sacrifice, so much of selfless giving that I can't understand that either. လောကီမှာဆိုရင်ခင်ဗျားတို့ကြားဘူးမှာပါတဲ့ဒီချစ်ချင်းမေတ္တာပေါ့သူတို့ချစ်တယ်ဆိုတဲ့ကိစ္စကိုသူတက်တည်ပြဖို့တော့ပေါ့ဗျာသူတို့ဘာမဆိုလုပ်တယ်ပေါ့ဘယ်လောက်ထိသူ
သူတို့လုပ်တယ်လဲဆိုတာတဲ့နော်ကျွန်တော်ပြောပြဖို့တော့မလိုပါဘူးတဲ့ခင်ဗျားတို့ပိုသိမှာပါ What to speak of in a spiritual sense, where the law- Go ahead. yes no it's Where the unbindable Krishna, out of his love for the devotee, becomes bound. ဆိုတော့ logi မှာတော့ဒီလိုဆိုရင် logotra မှာဘယ်လောက်ဖြစ်နိုင်မလဲပေါ့နော်အချီမခံအချီဘလို့မှချီလို့မရပါဘူးဆိုတဲ့ Krishna ကိုတော့မှနော်ရအောင်ချီလိုက်ကြပြီ Where God, or where God, because of whose fear, the winds move and the sun shines, becomes fearful of the stick in his mother's hand. နော်ဘုရားရှင်ကိုအားလုံးကြောက်ကြတယ်ဒါပေမဲ့ဘုရားရှင်ကဘာလုပ်နေတယ်ဆိုတော့သူ့အမေရဲ့လက်ထဲမှာရှိတဲ့ဒုတ်ကိုကြောက်တယ်နောက်ဆုံးအကုန်လုံးပေါ့ဗျာရှင်းပြဥစ္စာတွေအားလုံးကဘုရားရှင်ကိုကြောက်ရတယ်ဗျာဒါပေမဲ့ဘုရားရှင်ကဘာလုပ်နေလဲသူ့အမေရဲ့လက်ထဲမှာရှိတဲ့ဒုတ်ကိုကြောက်နေရတယ် Where that Supreme Lord who defeats millions of warriors on the battlefield without even dropping a sweat is conquered by the tears of his devotee. နော်တန်ပေါင်းများစွာသောစစ်တီတော်တွေကြားထဲမှာရှိတဲ့စစ်တီတော်တွေအားလုံးပေါ့နော်ဒီစစ်သားတွေအားလုံးတော့မှနော်တစ်ချက်လက်ကြည့်ပြီးတော့အကုန်လုံးကိုဖျက်ဆီးနိုင်ပါတယ်ဆိုတော့ကြောက်စိတ်တစ်ချက်မှမရှိခဲ့ပါဘူးဆိုတော့ဘုရားရှင်ဟာတဲ့နော်သူ့ရဲ့အမေရဲ့မျက်နာမှာရှိတဲ့မျက်လုံးကနေရှိတဲ့ကြာလာတဲ့မျက်ရည်ပေါ့နော်ခြီလို့မရဘဲနဲ့ကြာလာတဲ့မျက်ရည်ကိုကြည့်တဲ့အခါမှာသူကအရေးပြောကြသွားတယ် Easily caught and then easily punished. အလွယ်တကူအဖမ်းခံလိုက်တယ်အလွယ်တကူအပြစ်ပေးဖို့လက်ခံလိုက်တယ် That is the power of loving Krishna. အဲ့ဒါဒီနော်ဘုရားရှင် Krishna ရဲ့ချစ်ချင်းမေတ္တာရဲ့တကူပဲဖြစ်ပါတယ် And the path of conquering Krishna is not one of accepting a life of celibate brahmacharya or being a temple devotee or an erudite scholar or somebody who is known to be the best deity dresser in ISKCON. Okay, I'm going to translate this. So, နော်ဘတ်တရရောက်ဖြစ်လာတယ်ဆိုတဲ့ကိစ္စကတဲ့နော်ဥမာတဘောကနော်အဝတ်စားလဲပြီးတော့သင်္ကန်းဝတ်မှာမဟုတ်ဘူးဘုရားကျောင်းမှာနေမှာမဟုတ်ဘူးကျမ်းစာတွေအများကြီးတက်ပြီးတော့ဘုရားဆက်ဆက်မှာထိုင်ပြီးတော့ประจานလုံးမှာမဟုတ်ဘူးဘုရားကိုအင်မတန်မှလှလှပပဖြစ်အောင်စဉ်းစားလုပ်တတ်မှာမဟုတ်ဘူး The path of conquering Krishna is about developing the intensity and the eagerness to connect with Krishna in whatever we are doing. တော့တကယ်ဘုရားရှင်နဲ့ချိတ်ဆက်တယ်ဆိုတဲ့ဥစ္စာကဘာလဲဆိုရင်ကျွန်တော်တို့ဘာလုံနိုင်တယ်လဲပေါ့ကျွန်တော်တို့ဘာလုံနိုင်တယ်လဲဆိုတဲ့ပမာဏကိုကျွန်တော်တို့တော့နေ့တူကလုံနေတဲ့ချိန်မှာလုံနေရင်းနဲ့ဘုရားရှင် Krishna နဲ့ချိတ်ဆက်ခြင်းကပိုပြီးအရေးကြီးတယ် It's not just about mechanically thinking about Krishna. ဥပမာဗျာအတင်းကရောဘုရားအကြောင်းကိုတော့စဉ်းစားပြီးတော့လုံနေတာမျိုးကိုပြောတာမဟုတ်ဘူးတဲ့ Krishna အကြောင်းကိုအတင်းပေါ့ mechanical ပေါ့နော်စက်ရုပ်တရုပ်လိုမျိုးစဉ်းစားပြီးတော့လုပ်ခိုင်းနေတာမဟုတ်ဘူးတဲ့ It's about developing the greed and the desire to actually be with Krishna. Krishna နဲ့အတူတူနေဖို့အတွက်ကိုလောဘကြီးလာတာစန္ဒရှိလာတာထဲကနေပြီးတော့ပေါ့နော်လောဘကြီးစန္ဒရှိလာတာပေါ့နော်ဘာအတွက်စန္ဒရှိလာလဲဆိုရင် Krishna နဲ့အတူတူနေခြင်းတာအဲ့လိုမျိုးဖြစ်လာတာမှတကယ်ဒီချစ်ချင်းမြတ်တာရဲ့လမ်းစဉ်ဖြစ်တယ်ပေါ့နော် Hearing my Guru Maharaj over the past few days, I've been listening to and hearing one very specific thing. တော့ဘုရားရဲ့ Guru Maharaj ပေါ့နော် Guru Maharaj ရဲ့ Kadambakana His Holiness Kadambakana Swami Maharaj ပေါ့နော်သူရဲ့တရားတော်တွေကိုသူသိမကြသေးခင်တောက်လျှောက်သူနားထောင်တယ်ပေါ့နော် That actually Krishna is everywhere and Maya is everywhere. အဲဒီမှာပြောတာပေါ့နော် Krishna နေရာတိုင်းမှာရှိသလို Maya လည်းနေရာတိုင်းမှာရှိတယ် It is not that Krishna is in the temple and Maya is at work in the office. Krishna ကနော်ဘုရားကျောင်းမှာရှိပြီးတော့ Maya ကအလုပ်ထဲမှာရှိနေတာမျိုးမဟုတ်ဘူးတဲ့နော် Krishna ကလည်းနေရာတိုင်းမှာရှိတယ် Maya ကလည်းနေရာတိုင်းမှာရှိတယ် If we have the greed, the desire and the love for Krishna, then Krishna is in the office also. တကယ်လို့ Krishna ကိုနော် Krishna နဲ့အတူတူနေခြင်းနဲ့လောဘရှိမယ်စန္ဒရှိမယ်ဆိုရင်ခင်ဗျားရဲ့ယုံကမ်းမှာလည်း Krishna ရှိနေမှာပဲတဲ့ Because the symptom of love is that you see your beloved everywhere.
ချစ်ချင်းမေတ္တာရဲ့ပြယုတ်ကပါလဲဆိုရင်ခမည်းချစ်တဲ့သူကိုခမည်းနေရာတိုင်းမှာမြင်နေတာဖြစ်တယ် So if we want to conquer Krishna, then we have to do something that will make us constantly remember and love Krishna. တကယ်လို့ကျွန်တော်ကခရစ်ယာန်ကိုတကယ်သိမ့်ပိုက်ခြင်းနဲ့ဆိုရင်ကျွန်တော်ဘာလုပ်ရမလဲဆိုရင်ကျွန်တော်အမြဲတမ်းခရစ်ယာန်နဲ့ပတ်သက်တဲ့ကိစ္စတွေကိုစဉ်းစားရင်းနဲ့တတိယရင်းနဲ့အမြဲတမ်းဖြစ်သွားအောင်ကျွန်တော်လေ့ကျင့်ရမယ် And so Maharaj would say that we should do something extraordinary for Krishna. မဟာရာဂျာတခါလေးဗာပြောလဲဆိုရင်ခရစ်ယာန်အတွက်ကိုပေါ့နော်ဘယ်သူမှမလုပ်ဘူးတဲ့နော်အမတန်မှထူးခြားတဲ့ဥစ္စာတွေကိုကျွန်တော်တို့တစ်ခုမှတစ်ခုလုပ်ရမယ်ပေါ့ And that is how we can conquer Krishna. အဲ့ဒီလိုလုပ်ပြီးတော့နော်ခရစ်ယာန်ကိုကျွန်တော်သိမ့်ပိုက်လို့ရပါတယ် And so I'll end with a quote from Maharaj. ကျွန်တော်မဟာရာဂျာပြောတဲ့ဥစ္စာလေးတစ်ခုကိုပြောရင်းနဲ့အဆုံးသတ်ပေးပါမယ်တဲ့ I break it down because it's a long paragraph, Prabhu. သူကဟိုပါပေါ့နည်းရှည်တော့နည်းစီပြောပြမယ် Real love is based on conquering. We have to do something that is really dear to someone else if we want to conquer them. နော်တကယ်ချစ်ချင်းမေတ္တာဆိုတာတဲ့နော်သူတို့ကိုသိမ့်ပိုက်ဖို့ပေါ့နော်သူတို့အတွက်ကိုနော်တကယ်ကိုသူတို့ကြိုက်တဲ့ဥစ္စာသူတို့ဟိုဖြစ်တဲ့ဥစ္စာကိုကျွန်တော်တို့ကရအောင်လုပ်ပြီးတော့မှသူတို့ရဲ့ချစ်ချင်းမေတ္တာကိုကျွန်တော်ကသိမ့်ပိုက်နိုင်မှာဖြစ်တယ်တဲ့ That is the basis of love. That is the basis of the spiritual world. အဲ့ဒီဟာကအခုနပြောတဲ့မူဝါဒဒီအခြေခံပဲဖြစ်တယ်အဲ့ဒီမူဝါဒဒီဒါလင်းလောကုတ္တရာဘဝရဲ့အရေးကြီးဆုံးအချက်လည်းဖြစ်တယ် Everyone is trying to do something extraordinary to conquer Krishna. လူတိုင်းကအင်မတန်မှထူးခြားတဲ့အလုပ်တွေကိုလုပ်ရင်းနဲ့ခရစ်ယာန်ကိုသိမ့်ပိုက်ဖို့ကြိုးစားနေကြတယ် And Krishna is conquered by all, but most by the devotee who gives the most, who does the most. ဆိုတော့ခရစ်ယာန်ကတော့အားလုံးသိမ့်ပိုက်ခံတယ်ဒါပေမဲ့ဘယ်သူလို့ရတယ်ပေါ့ဗျာဒါပေမဲ့ဘက်တာတွေကကျတော့နော်ပို့ပြီးတော့လုံနေတယ်ပို့ပြီးတော့သူ့ကိုတတိယနဲ့ပို့ပြီးတော့စူးစမ်းနေတာဖြစ်တယ်သူတို့ရဲ့အသိမ့်ပိုက်ကိုပို့ပြီးတော့ခံတယ်တဲ့ Pure devotional service attracts Krishna, and that is the secret of the spiritual world. ဖြူစင်တဲ့ဗတိစေဘာကခရစ်ယာန်ကိုဆွဲဆောင်မှုရှိတယ်တဲ့အဲ့ဒီဟာဒါလင်းလောကုတ္တရာလောကရဲ့secret ပေါ့ရှုပ်ဝက်ချက်ဖြစ်တယ် And when we attract Krishna, then miracles start to happen. Then we become uplifted above the mundane. ကျွန်တော်တို့ခရစ်ယာန်ကိုဆွဲဆောင်မှုကြိုးစားတဲ့အခါမှာကျွန်တော်တို့ကဆွဲဆောင်မှုကြိုးစားတဲ့အခါမှာကျွန်တော်တို့ကအပေါ်ရောက်လာမယ်အပေါ်ရောက်လာတဲ့အခါကျရင်အခုနပြောတဲ့ဘာမှမဟုတ်တဲ့လောကီကနေပြီးတော့လွတ်သွားမယ် That is the quote from Guru Maharaj. ဒါဟာသူ့ရဲ့ဂုရုမာရာပြောတဲ့စကားပေါ့နော်အဲ့ဒီကနေမျိုးသူနည်းနည်းလေးမျှဝေပေးတာပါတဲ့ And so what I take away from this is that if we want to conquer the heart of Krishna, if we want to conquer sweet Krishna, then we must do something extraordinary in order to take advantage of the power of the path of devotion. ဆိုတော့နောက်ဆုံးအနည်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ခရစ်ယာန်ကိုကျွန်တော်တို့ကသိမ့်ပိုက်ခြင်းနဲ့ဆိုရင်ပေါ့နော်ခရစ်ယာန်ကိုရခြင်းနဲ့ဆိုရင်ခရစ်ယာန်ကိုကျွန်တော်တို့ကနော်အဲ့လိုရအောင်လုပ်ခြင်းနဲ့ဆိုရင်ခရစ်ယာန်အတွက်ကိုထူးထူးခြားခြားကျွန်တော်တို့ဘာပေါ့နော်လုပ်လို့ရလဲဆိုတော့ကျွန်တော်အမြဲတမ်းစဉ်းစားနေရမယ် And this all begins by developing love for Krishna, which is achieved through hearing and reading about him. အဲ့ဒါဒီအားလုံးရဲ့အစကဘယ်ကစမလဲဆိုရင်ဘုရားရှင်ခရစ်ယာန်အကြောင်းကိုနားထောင်မယ်ဘုရားရှင်ခရစ်ယာန်အကြောင်းကိုလေ့လာစီးပူးမယ်အဲ့ဒီကပဲစတာ Because how can you love someone you don't know much about? ဘာဖြစ်လို့လဲဆိုရင်ကိုယ်တိုင်တေချာမသိတဲ့လူကိုကျွန်တော်တို့ဘယ်လိုချစ်နိုင်ပါလဲတဲ့ So my request to all of us is to please engage in more reading, more hearing, and more attention to our spiritual practices in Srila Prabhupada's books. အဲ့တော့ကျွန်တော်တို့ခရစ်ယာန်ကိုသိမ့်ပိုက်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ခရစ်ယာန်အကြောင်းကိုပို့ပြီးနားထောင်ပါသူကဘုရားအားလုံးကို request လုပ်ပါတယ်တဲ့ပို့ပြီးတော့နားထောင်ပါစတာဘုရားရဲ့စာအုပ်တွေကိုပို့ဖတ်ပါနော်သူကြောင့်ပို့သိလာမယ်ပို့သိလာတယ်ဆိုရင်ဒါတွေလုံနေရင်ခရစ်ယာန်ကိုကျွန်တော်သိမ့်ပိုက်နိုင်မှာဖြစ်ပါတယ် And in that way all of us can conquer Krishna. အဲ့လိုနည်းနဲ့ကျွန်တော်တို့အားလုံးကခရစ်ယာန်ကိုနော်ဆွဲဆောင်နိုင်ပါအောင်နော်ခရစ်ယာန်ကိုသိမ့်ပိုက်နိုင်မှာဖြစ်ပါတယ် Salinda. Hare Krishna, Hare Krishna, Krishna Krishna, Hare Hare, Hare Rama, Hare Rama, Rama Rama, Hare Hare. Bad ki jai. Yeah, Hare Krishna. So thank you very much, Prabhu. It was a very concise and very tedious discussion.
I think most of here people are Bhakti Shastri students and all. So I think they will get the mood definitely. So first I will ask the first question. ကျွန်တော်ပထမဆုံးကျွန်တော်မေးပါမယ် because ကျွန်တော်ဆရာဆိုဘောမျိုးလည်းဖြစ်တယ်ကျွန်တော်ရေဆုံးမေးပါမယ် So what I want to know is that in Chaitanya Charitamrita we usually say that Radha and Krishna are one. We usually read this. Radha and Krishna is like one self. So how oneself cannot understand oneself when Krishna is separated from Radha? Why this has become because this is the basis of all the Bhakti Shastras, all the Acharyas things and everything. But when I find that line in that, I was very much inquisitive about that. This is the one, right? This is one. So one separated in two, then you cannot understand one. That doesn't make any sense. So please pardon my question and please shed some knowledge on that. I will just explain the question to them first. So ကျွန်တော်မေးတာမေးခွန်းပါပေါ့ဗျာ Chaitanya Charitamrita မှာကျွန်တော်တို့ဒီ Chaitanya Charitamrita ကို Prabhu ji ရေးတဲ့စာအုပ်ကိုလည်းဖတ်ဖူးတဲ့လူတွေသိမှာပါအဲ့မှာဗာရေးထားလဲဆိုရင် Radha နဲ့ Krishna ဒီကနှစ်စုတစ်စုဖြစ်တယ်လို့ရေးထားတယ်နှစ်စုတော့နှစ်စုပဲဒါပေမဲ့နှစ်စုဟာတစ်စုဖြစ်တယ်ပေါ့ဆိုလိုချင်တာတပါးတည်းပေါ့ဗျာเนาะတယောက်တည်းပေါ့ဆိုတော့အဲ့လိုတယောက်တည်းဟာနှစ်ခုကွဲသွားတဲ့အခါမှာအဲ့တယောက်တည်းကအဲ့တယောက်တည်းကိုမနားမလည်နိုင်ဘူးဆိုတော့ဒါဘာကြောင့်လဲသဘောဗျာဥမာကျွန်တော်ကိုနားမလည်နိုင်ဘူးဆိုတာဒါတိတ်ပြီးတော့ဘယ်လိုပြောမလဲနည်းနည်းတမျိုးကြီးပေါ့ဗျာသိတယ်မလားဥမာကျွန်တော်နှစ်ယောက်ဆိုရင်တယောက်ကိုတယောက်နားမလည်နိုင်ဘူးဆိုတာတဘာဝကြတည်တယ်ဘာလို့ဒီနှစ်ပါးတဆူတည်းဖြစ်နေတာဟုတ်တဆူတည်းလို့ပြောရင်ဒီတဆူကကွဲလိုက်တဲ့အခါကျတော့မှကရစ်နာကရာသာကိုနားမလည်ဘူးဆိုတဲ့ကိစ္စကတော်တော်လေးထူးဆန်းတာပေါ့နော်ဒါကျွန်တော်ဖတ်တဲ့အခါမှာကျွန်တော်အမြဲတမ်းမေးချင်တဲ့ question လေးတစ်ခုပေါ့ဆိုတော့ဒီဟာကိုပဲအာချာရီယာတွေအားလုံးကလည်းဒီဘက်တီလန်းစီတစ်ခုလုံးကအဲ့ဒီပုံမှာပဲအခြေခံနေတာဟုတ်ဆိုတော့အဲ့ဒါကျွန်တော်နည်းနည်းလေးရှင်းပြပေးပါဆိုတော့မေးတာပါဟရိကೃಷ್ಣ Can I use phone a friend? Yes, Ru. Can I use phone a friend? No. Because this was going on in my mind for a long time and I choose you because I believe you that you will definitely give some answers bro. Such a difficult question. I wanted to use phone a friend and call on Rasik Shekhar Prabhu to answer the question, but he's rejected. It's an interesting question. Tattva-wise, I don't know the answer. But when I think of how we explain Radha Krishna to be one, what comes to mind is the analogy we use where Krishna is Shakti and Radha is, Krishna is Shaktiman and Radha is Shakti. Krishna Purna Shakti, Radha Purna Shakti, Krishna Purna Shaktiman. Doi vastu bhed nahi shastra prama. So Prabhu ကတတ်တော်အနေနဲ့တော့သူမပြောတတ်ဘူးတဲ့ဒါပေမဲ့သူသိထားတဲ့ကျမ်းစာမှာပြောထားတဲ့အနေထားကတော့ဘာလဲဆိုရင်ရာသာဒီဘုရားရှင်ရဲ့ Shakti ဖြစ်တယ်ပေါ့နော် Krishna ဒီ Shaktiman ဖြစ်တယ် And so when we consider that analogy, we understand that there's the energy and the energetic. There's the business and the businessman. ဆိုတော့ကျွန်တော်တို့အဲ့ဒီဥပမာကိုကြည့်မယ်ဆိုရင်တဲ့ကျွန်တော်တို့ကနှစ်ခုနားလည်တယ်ပေါ့နော်စွမ်းအင်ရှိတယ်စွမ်းအင်ထွက်လာတဲ့နေရာရှိတယ်ပေါ့စွမ်းအင်ကဘယ်ကထွက်လာလဲဆိုတာရှိတယ်စွမ်းအင်ရဲ့ပိုင်းဆိုင်မှုရှိတယ်ပေါ့နော် so business နဲ့ businessman ပေါ့နော်အလုပ်ရှိတယ်အလုပ်လုပ်တဲ့သူရှိတယ်ပေါ့နော်အဲ့လိုနှစ်ခုပေါ့ And so how can you understand the person behind the object that the person is able to contribute to? Like how can we understand the businessman's mood and level of prowess in business without the business being present? So ဒီစီးပွားရေးလုပ်တဲ့လူတယောက်ပေါ့နော်စီးပွားရေးလုပ်တဲ့လူနဲ့စီးပွားရေးအလုပ်ရှိတဲ့အခါမှာဒီအလုပ်ကစီးပွားရေးအလုပ်လုပ်တဲ့သူကစီးပွားရေးကိုသူနားလဲတာနဲ့အလုပ်ကနေလို့စီးပွားရေးသမားကိုနားလဲတာပုံစံမတူဘူးပေါ့ဗျာ If we wanted to assess how great a businessman is, we'd look at the quality and the extent of their business. ကျွန်တော်တို့မှာစီးပွားရေးသမားတယောက်ကိုကြည့်မယ်ဆိုရင်ဒီလူဘယ်လောက်အလုပ်လုပ်တယ်လဲဆိုတာကြည့်မယ်ဆိုရင်သူ့ရဲ့စီးပွားရေးကိုကြည့်ပြီးတော့မှဒီလူကဘယ်လိုလူလဲဆိုတော့ကျွန်တော်သတ်မှတ်မှာပေါ့နော် But the challenge here is that Krishna can't see his business.
Oh. So ဒီမှာဖြစ်နေတဲ့ပြဿနာကဘာလဲဆိုတော့ Krishna ကသူ့ရဲ့အလုပ်ပေါ့သူ့ရဲ့ business ကို तू ကမမြင်ရဘူးဖြစ်နေတာ And so he needs to enter into the mood of what it means to look after the business, which means he needs to enter the mood of Srimati Radharani to understand how much she loves, how much she gives back to Krishna. Oh. So သူပြောတာကဗျာ तू ကအလုပ်ရှင်တယောက်ရှိတယ်ပေါ့နော်အလုပ်ရှိတယ်ပေါ့ဆိုတော့အလုပ်ရှင်ရှိတယ်အလုပ်ရှိတယ်အလုပ်ထဲမှာဘာဖြစ်နေလဲအလုပ်ထဲမှာဘာဖြစ်နေလဲဆိုတော့ကြောင့်အလုပ်လုပ်နေတယ်လို့ပဲသိမယ်ပေါ့နော်အလုပ်ရှင်ကအပြည့်အဝနားမလည်ဘူးဆိုတော့အလုပ်လုပ်နေတဲ့သူရဲ့ mood ပေါ့ရှင်မတိရာသနာနီးရဲ့ mood ထဲကိုဝင်လိုက်တဲ့အခါကျမှအဲ့ဒီအလုပ်ထဲမှာဘာဖြစ်နေလဲဆိုတော့ तू သေချာသိသွားတာပေါ့ He has to enter the business to understand how the business is running such that he is able to be such a great businessman. ဆိုတော့ဒီအလုပ်လုပ်တဲ့သူကတော့ businessman ပေါ့နော်ဒီပိုင်ရှင်ဟာသူ့ရဲ့အလုပ်ထဲကိုဝင်ကြည့်လိုက်မှဒီအလုပ်ထဲမှာဘာဖြစ်နေလဲဆိုတဲ့ကိစ္စကို तू နားလဲတဲ့အခါကျတော့မှ तू ကဘလောက်မြင့်မြတ်လဲဆိုတော့ तू အဲ့ချိန်ကျမှသိမှာတယ် If anybody has any other understanding or explanation, I am all ears. No, ဆိုတော့တ seriously. ခြားလူတွေကဟိုဖြစ်ချင်တယ်ပြောပြချင်တယ်ဆိုလဲရှင်းပြတယ်ဆိုလဲကျွန်တော်တို့နော် welcome လုပ်ပါတယ် Thank you bro But this thank is you It this was, is from my speculation. I've not heard this before. no now I understand because yes there is some part of business that a businessman cannot understand but he owns the business but he cannot understand the business so he has to go inside the business then understand the people who is doing business so that he can understand the business and he can understand his own himself okay And there's the other example where Srila Prabhupada was once asked how can God create a rock which is heavier or something? You know the pastime where yes yeah Prabhupada says that can God create a stone that he cannot lift yes. yes And then Prabhupada explains that yes, and then the next moment he can lift it again. So Prabhupada ဘာရှင်းပြလဲဆိုတော့ဆရာ Prabhupada တစ်ခေါက်ပြောဦးတယ်တဲ့နော်ဟိုဖះကပေါ့နော် तू မမနိုင်တဲ့ကြောက်တုံးကိုဖန်တီးနိုင်လားဆိုရင် Prabhupada ကိုယ်တိုင်ပဲပြန်ဖြေပေးတယ်ပေါ့နော် तू အရင်ဖန်တီးလိုက်မယ်မမနိုင်တဲ့ကြောက်တုံးကိုပြီးရင်မပြလိုက်မယ် And so in that way Krishna's own self is also ever expanding. ဆိုတော့ Krishna ရဲ့သဘောတဘာဝကလည်းဘာဖြစ်နေလဲဆိုတော့ तू အမြဲတမ်း तू ကကြီးထွားနေတယ်တဲ့ तू ပြန့်ပွားနေတယ်ပေါ့ဒီလိုပုံအမြဲတမ်းတစ်မျိုးတည်းမှမရှိဘူး And then my last point before we go to Ramaraj Prabhu is I recall, I believe it's in CC where it's mentioned that Radharani's entire existence loves Krishna. But when she finds a new quality that she didn't know about Krishna before, her love expands to appreciate and love that quality also. So Radharani ကလည်းဘုရားရှင် Krishna ကို तू အမြဲတမ်းနော် तू တတိယနေတယ်အမြဲတမ်းသူ့ရဲ့ဘုန်းတော်တွေကို Krishna ကလေးဘုန်းတော်တော်သူဟာဖြစ်နေပေါ့ဗျာဒါပေမဲ့တခါတလေကြာရင်နော်သူ့ရှိမှဘာဖြစ်လာလဲဆိုရင် Krishna ကိုတအားချစ်တယ်ဒါပေမဲ့ Krishna ကြောင်းစဉ်းစားနေ Krishna ကြောင်းကို तू မသိလိုက်တဲ့နော်ဒီဘုန်းတော်ကိုတော့တခုကို तू လှမ်းတွေးလိုက်ပြီဆိုရင်သူ့ရဲ့မေတ္တာဟာပို့ပြီးတော့ကြီးမားတဲ့အနေအထားကို तू ကဖြစ်သွားတယ် So there is no limit to how much a devotee can endeavor to understand Krishna, and therefore Krishna has to experience that through the eyes of a devotee. ဆိုတော့ဘဂ္တတယောက်ကပေါ့နော် Krishna ကိုကြည့်ပြီးတော့ तू ဘာတွေတွေ့ပြီးတော့ဘလို့တွေခံစားပြီးတော့ဘလောက်ကြီးဖြစ်လဲဆိုတဲ့ကိစ္စဟာနော်ဘလို့မှခံမှန်းလို့မရဘူးပေါ့ဘာဖြစ်လို့လဲဆိုတော့ Krishna ရဲ့ quality တွေကလည်းတစ်ချိန်တစ်ပွားနေတာဖြစ်တဲ့အတွက်နော်ဘဂ္တတွေကအများနဲ့ကြည့်ပြီးတော့ပို့ပြီးတော့ခံစားဆိုတော့အဲ့ဒီအရာကိုခံစားမှုတော့ကို Krishna ကဘဂ္တအနေနဲ့လာပြီးတော့ခံစားမှာပဲရမှာ Hare Krishna yes Ramaraj Prabhu thank you yes Ramaraj Prabhu yes Hare Krishna bro Hare Krishna Prabhu ပြောပါ ကျွန်တော်တို့ဒီကနေ့ဒီကျွန်တော်ဒီတင်နန်းကျွန်တော်စတဲ့အချိန်မှာ Prabhu ကကျွန်တော် Little Krishna ဆိုပြီးတော့ပြောသွားတာပေါ့နော် Prabhu ဟုတ်ဒီ Little Krishna ကနေပြီးမှကျွန်တော်တို့ဒီမခန်းကိုခိုးတယ်ဆိုပြီးမှခိုးစားတာနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီတာမန်ကလေးတွေဆိုရင်ကျွန်တော်တို့အိမ်မှာကလေးတယောက်ကတာမန်ကလေးတယောက်ကအိမ်မှာပစ္စည်းတစ်ခုခိုးတယ်ပါညာဆိုရင်ဒီကလေးကငယ်ဒီလောက်ငယ်ရွယ်ရှိသေးတယ်ဒီကောင်ခိုးတဲ့အကျင့်ဒီကောင်ဖြစ်နေပြီဒီကောင်ကိုဘာလို့ဆုံးမထားရမလဲပါလဲဒီခိုးတဲ့ကျင့်ကြီးကတော့မကောင်းပါညာအဲ့လိုကျွန်တော်တို့ပြောတာပေါ့
ဒါပေမဲ့ကျွန်တော်တို့ဒီဖျားသခင်ကိုကျတော့ကျွန်တော်တို့ဒီခိုးတဲ့ဟာကိုကျတော့ကျွန်တော်တို့စာဖွဲ့ပြီးမှချီးကျူးနေတယ်ချီးမွမ်းနေတယ်ပေါ့နော်ကျွန်တော်ဗကြက်နေတော်ရှိတဲ့မခန်ချိုးနန်ဒီကီရှိုးပေါ့နော်ဒီလိုမျိုးဗကြက်နေပဲကျွန်တော်တို့ဖွဲ့ပြီးမှဖျားသခင်ကိုချီးကျူးတယ်ပေါ့နော်ဆိုတော့ဒီခိုးတဲ့ဟာကိုချီးကျူးတယ်ဆိုတော့အကြောင်းရင်းကဘာကြောင့်လဲ Yes. So the question is that we mentioned the little Krishna in the beginning of our class, and he was thinking about that and Krishna steal the butter and all, and he was saying that usually when our children are doing this kind of thing, we told them that okay, you are like very bad, don't do this. No, this is a very bad habit. And now when Krishna does this, like we do the bhajan and we do all the songs and we all sing together and we are very happy. We glorify him. So how you can glorify a thief? So we blaspheme. Sometimes we say bad things to our children, but we glorify God when he steals. So please elaborate a little bit on that. Thank you. I try and keep it short and sweet. Yes. Totally. Because Krishna is God, even when God steals, he is glorified as God. Soပြောတော့ဗျာတဲ့ Krishna ဖယားဆိုတဲ့ကကျွန်တော်ဖယားကဒီတကိုးလိုမျိုးလာပြီးတော့လှုပ်ပြတာဟိုကဘာဖြစ်နေလဲဆိုကျွန်တော်တို့တို့ကအရင်အထူးဆန်းဖြစ်ပြီးတော့အဲ့ဒါဟိုကချစ်စရာကောင်းနေတာပေါ့ When our child steals, some people like it, some people don't. ကျွန်တော်တို့ကလေးတွေခိုးတယ်ဆိုရင်တချို့ကကြိုက်မယ်တချို့ကမကြိုက်ဘူးပေါ့ But when God steals, even the ones he stole from love that he's stealing from them. ဆိုတော့ဘုရားခိုးတဲ့ကကြတော့တဲ့အခိုးခံရတဲ့လူအိမ်ရဟိုကဘာဖြစ်လဲဆိုတော့ तू အခိုးခံရတာကိုပျော်နေတယ်တဲ့ That only God can do. ဆိုတော့ဒါဘုရားပဲလုပ်နိုင်ပဲပေါ့ Hare Krishna. အဲ့ဒီကိစ္စဘုရားနားလေလားအဆင်ပြေလားအပြေရလား တိတ်တော့ဘူးမကြောက်ဘူး ပရူပြောတဲ့သဘောကဗျာဘာလဲဆိုတော့ကျွန်တော်တို့ပုံမှန်ဆိုရင်ဒီကလေးတွေခိုးတယ်ဆိုတယောက်ယောက်နစ်နာသွားမှာလေဟုတ်တယ်မလားနစ်နာသွားမှာဆိုတော့ဒါမကောင်းတဲ့ကိစ္စလေဟုတ်တယ်မလားခိုးတယ်ဆိုတော့သူများဥစ္စာယူလိုက်တာ哦ဆိုတော့ Krishna ခိုးတယ်ဆိုတော့အကိုကန်ကပြောနေတာဟာဘုရားတော်ဘာကကြီးရလာပြီးတော့ယူတယ်ပေါ့ဒီမှာငါဒီတိုင်းတော့ကျွန်တော်တို့ကပေးရင် Krishna မယူလေကျွန်တော်တို့ရှိရလာပြီးတော့ခိုးတယ်ဆိုရင်ဒါအရင်ကန်ကောင်းတဲ့သူဖြစ်သွားပြီဆိုတော့ဒါကြောင့်ဒီလောက်ရက်ကိုကျွန်တော်တို့ကစာဖွဲ့ပြီးတော့ပြောနေတာဖြစ်အဲ့ဒီသဘောမျိုးပြော ကျွန်တော်တို့တဘောဟိုပါပေါ့ကျွန်တော်တို့ကျွန်တော်တို့စက်ကတဲ့ပတ်သက်တော့မှဘုရားသခင်ကလက်ခံကြမှာလက်ခံမယ်သူသဘောနဲ့သူလာပြီးတော့ယူတဲ့ဟာပို့ပြီးတော့ပုံမြတ်တယ်ဆိုတဲ့အတိတ်ပဲအဲ့လိုမျိုးအတိတ်ပဲ ပုံမြတ်တာမို့လေကျွန်တော်တို့တအားကန်ထူးသွားပြီလေပုံမြတ်တာတွေမကတော့ကန်ထူးသွားပြီလားအဲ့လိုမျိုး Hare Krishna. Thank you bro thank you Hare Krishna yes so any other question yes Parvati Mata ပြောပါ Hare Krishna Prabhu ကျွန်တော်တခုမရှင်းတာလေအခုနက Prabhu ပြောသွားတဲ့အထဲမှာလေဘယ်သူမှမလုပ်နိုင်တာကို Krishna အတွက်လုပ်ရမယ်ပေါ့နော်အဲ့ဒါလေးတစ်ချက်ရှင်းပြပါလားကျွန်တော်မရှင်းလို့လေ Prabhu Yes that one also I was thinking the Mataji is asking that you mentioned that we have to do extraordinary things so what is meant by that and can you please elaborate on that yes Yes. How can we do something extraordinary for Krishna when many of us will be grahastas, we will have family, we'll have work, we'll have children. We have a few hours only left in the day. Many of those hours go into chanting our rounds and then reading something. ကျွန်တော်တို့ဘယ်လိုထူးထူးခြားခြားလုပ်နိုင်ပါလဲတဲ့ကျွန်တော်တို့တော်တော်များကလေးအစီအစဉ်ဖြစ်တယ်မိသားစုရှိတယ်အလုပ်ရှိတယ်အားလုံးပြီးသွားပြီးတော့အချိန်နဲ့ Krishna ကိုပေးနိုင်မယ်ဆိုရင်တော့မှအဲ့ဒီအချိန်ဟာနောက်ဆုံးပဋိစိတ်ဓာတ်နဲ့ပဲကုန်သွားတယ်တဲ့အဲ့လိုမျိုးဆိုရင်ပေါ့နော်ကျွန်တော်တို့က Krishna ကိုဘယ်လိုထူးထူးခြားခြားတွေဗားတွေများလုပ်နိုင်မှာမလို့လေ But with whatever time we have, including our sadhana time, we can really endeavor to do something that will please Krishna. ဆိုတော့ကျွန်တော်တို့လုပ်တဲ့အချိန်နည်းနည်းလေးမှလည်းပေါ့ဗျာအဲ့ဒီအချိန်နည်းနည်းလေးမှကျွန်တော်တို့ကနော် Krishna တကယ်ပျော်သွားအောင်ငါဘာလုပ်ရမလဲဆိုတော့စဉ်းစားပြီးတော့လုပ်ပါ
In the Bhagavad Gita, it's described Vivasayatmika buddhir. Vivasayatmika buddhir means one-pointed attention. ဆိုတော့ဒါကိုလည်းဘုရားရှင်ကပြောထားတယ်ပေါ့နော်ဒီ buddhi ပေါ့ကျွန်တော်တို့ရဲ့အာယုံစူးစိုက်မှုဟာတဲ့တနေရာထဲမှာပဲရှိရမယ်လေနော် one pointed attention ပေါ့နော်ကျွန်တော်ခဏခဏနော်ဒါပြောပါတယ်တခုတည်းကိုပဲအာယုံစူးစိုက်ပြီးတော့တကယ်တည်တည်ချာချာလုပ်ရမယ် So when everything we're doing is purely to please Krishna, then that becomes extraordinary. ဟောဆိုတော့ကျွန်တော်ဘာပဲလုပ် Krishna ကိုပျော်အောင်လုပ်တယ်လို့ရည်ရွယ်ချက်နဲ့ကျွန်တော်လုပ်နေပြီဆိုရင်ကအဲ့ဒီအလုပ်ကအင်မတန်မှထူးခြားတဲ့အလုပ်ဖြစ်သွားပြီတဲ့ Some of us will be great mechanics. Some of us will be great plumbers. Some of us will be great carpenters. Some of us will be great preachers. Some of us will be great cooks. တချို့ကနော်ကျွန်တော်တို့ထဲမှာရှိတဲ့တချို့ကနော်ဒီ workshop ဆရာဖြစ်မယ်ဆရာကြီးပေါ့ workshop မှာဆရာကြီးပေါ့ mechanic မှာဆရာကြီးဖြစ်မယ်နော် pipe ပြင်းတဲ့နေရာမှာဆရာကြီးဖြစ်မယ်နော်အလုပ်မှာဆရာကြီးဖြစ်မယ်နော်ဒါမှမဟုတ်လဲပရကြားလုပ်တဲ့နေရာမှာဆရာကြီးဖြစ်မယ်စကားပြောတဲ့နေရာမှာကျွန်တော်တို့မှာကျွမ်းကျင်တဲ့ဥစ္စာတွေရှိတယ်ပေါ့ဗျာတယောက်စီ Can we take the skills that Krishna has given us and use it for the sole purpose of serving Krishna? တော့ကျွန်တော်တို့ကိုဘုရားရှင် Krishna ကပေးထားတဲ့အရေးချင်းရှိတယ်ပေါ့ဗျာအဲ့ဒီအရေးချင်းကိုအပြည့်အဝနော်ဒီအရေးချင်းကိုအပြည့်အဝ Krishna အတွက်ကိုကျွန်တော်တို့သုံးပြီဆိုရင် And that is when we will be considered extraordinary in our service to Krishna using that skill. အဲ့ဒီခါမှာဘာဖြစ်လာလဲဆိုရင်ဘုရားရှင် Krishna အတွက်ကိုကျွန်တော်တို့လုပ်တဲ့စေဘာဟာဘယ်သူမှမလုပ်နိုင်တဲ့ထူးခြားဆုံးစေဘာဖြစ်လာတယ် Because we're not doing it for ourselves anymore. We're doing it for the infinite Krishna. ဘာလို့လဲကျွန်တော်ရဲ့အရေးချင်းကိုကျွန်တော်ဘုရားရှင်ပေးထားတဲ့အရေးချင်းကိုကျွန်တော်အတွက်ကျွန်တော်မသုံးတော့ဘဲနဲ့ဘုရားရှင်အတွက်ကိုရည်စူးပြီးတော့အနိုင်စားမရှိဖြစ်တဲ့ဘုရားရှင်အတွက်ကိုကျွန်တော်ရည်စူးပြီးတော့သုံးလိုက်တာဖြစ်တဲ့အတွက်အဲ့ဒီအချက်တစ်ခုတည်းနဲ့အဲ့ဒီအလုပ်ပေါ့နော်ကျွန်တော်ရဲ့လုပ်ရက်ဟာဘာနဲ့မှမဆိုင်တဲ့ထူးခြားတဲ့အချက်ဖြစ်သွားပြီ We hear that Krishna is bhavagrahi. He looks at the intention and the desire and the mood. But we also hear that Krishna doesn't see what we present to him. He sees what we're holding behind our back. So Krishna က bhavagrahi ပေါ့ bhavagrahi ဆိုတာကျွန်တော်တို့ရဲ့ဘောင်းပေါ့လုံးတဲ့အလုံးထက်ဆိုင်ရင်လုံးတဲ့အခါမှာရှိတဲ့စိတ်ဓာတ်ကိုကြည့်တယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်သိရတယ် bhavagrahi ဆိုတာသိရတယ်ဒါပေမဲ့နောက်တစ်ခုက Krishna က Krishna ကိုကျွန်တော်တို့ဘာပေးလဲထက် Krishna ကိုဘာမပေးဘဲနဲ့ဖွက်ထားလဲဆိုတာကို Krishna ပိုကြည့်တယ်လို့လည်းကျွန်တော်ကသိရတယ် If we say that our desire is to please Krishna, but we're still holding things behind our back, how much are we actually desiring to please Krishna? ကျွန်တော်တို့ပြောနေတာပေါ့ဗျာ Krishna ကိုကျွန်တော်ကျေနပ်အောင် Krishna ကိုဘောကြောင်ကျွန်တော်လုံနေတယ်လို့တော့ပါဇက်ကပြောတယ်ဒါပေမဲ့ Krishna မသိအောင်ကျွန်တော်မပေးခြင်းပဲနဲ့ကျွန်တော်မဖွက်ထားတဲ့ဟာတွေရှိနေတယ်ဆိုရင်ပေါ့ကျွန်တော်တကယ် Krishna ကိုကျေနပ်အောင်လုံနေတာဟုတ်ပါမလား And so the moment we take both hands in front of Krishna with everything we've got, that's when it becomes extraordinary. နော်လက်တစ်ဖက်ကိုပေးပြီးတော့လက်တစ်ဖက်ကိုဖွက်ထားတာမျိုးမဟုတ်ဘဲနဲ့လက်နှစ်ဖက်စလုံးကိုဘုရားရှင် Krishna ရှိမှရှိပြီးတော့ရှိသမျှဥစ္စာအားလုံးကိုဘုရားကိုပေးတဲ့ခါကျမှ Krishna ကကျွန်တော်တို့ကိုပျော်မှာဖြစ်တယ်ကြည့်ပြီးတော့ Because the world is fully absorbed in making sure it keeps both its hands behind its back or behind the back. ဘာဖြစ်လို့လဲဆိုရင်ကဘာကြီးမှာရှိတဲ့လူတွေအားလုံးကတစ်ဖက်ပေးတစ်ဖက်သိမ်းအောင်မဟုတ်ဘူးတဲ့နှစ်ဖက်စလုံးကိုဖွက်ထားကြတာ Krishna ကိုဘာမပေးပဲ But the endeavor to become a devotee as a sadhaka is to take our hands from behind our back, put them in front of Krishna. ဆိုတော့ devotee တယောက်ဖြစ်လာဖို့သာဓကတယောက်ဖြစ်လာဖို့အရေးကြီးဆုံးအရေးချင်းတစ်ခုကဘာလဲဆိုရင်အနောက်မှာထားတဲ့ Krishna ကိုမပေးခြင်းပဲနဲ့ဖွက်ထားတဲ့ဥစ္စာတွေအားလုံးကျွန်တော်တို့ကထုတ်ပြီးတော့ Krishna ကိုပေးဖို့အတွက်ကိုစတင်ပြီးတော့ကြိုးစားခြင်းရနေပြီးတော့စပါတယ် And that's when it becomes extraordinary. အဲ့ဒီအချိန်မှာအဲ့ဒီကျွန်တော်ရဲ့လုပ်ရက်ကဘာဖြစ်လာမလဲဆိုရင်အထူးတကအထူးခြားဆုံးလုပ်ရက်ဖြစ်လာပါလိမ့်မယ် Hare Krishna. Hare Krishna. Thank you, bro. Thank you so much. And yes, it's a very lovely evening today. And every devotee also very much enthusiastic and they are listening seriously.
And today I got so many answers, and thank you very much. And so we like to really express our heartfelt thanks to His Grace Pajagovindam Prabhu for giving us an entering class. Thank you very much, Prabhu. Thank you very much. Hare Krishna. အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီတက်ရောက်ပေးတဲ့သူတွေပေါ့နော်။ Pajagovindam Prabhu ရှင်းပြတဲ့ဥစ္စာရောနောက်ဒီမှာမေးတဲ့ပတ်သက်ပြီးမေးတဲ့ဥစ္စာတွေအားလုံးကျွန်တော်ဒီနေ့ကအမတမမင်္ဂလာရှိတဲ့နေ့တစ်ခုပေါ့ဗျာ။ဆိုတော့ဒီပုဂ္ဂိုလ်ကတကယ်တော်တယ်ဗျ။ကျွန်တော်အများကြီးအဖြေတွေသူရှိရဘူးတယ်။ဒါကြောင့်ကျွန်တော်တို့လည်းနည်းနည်းအားတောင်းရပေါ့နော်။ So Prabhu, I will just announce about tomorrow. Thank you. So မနက်ဖြန်ပေါ့နော်မနက်ဖြန်ကကျွန်တော်မနက်ပိုင်းလေးဖြစ်ပါတယ်။ဆိုတော့မနက်ဖြန်မနက်ပိုင်းလေးကိုလည်း9 နာရီမှာကျေးဇူးပြုပြီးတော့နော်အားထောင်ပေးဖို့နော်မြေထားရက်ခံပါတယ်အစဉ်ပြေရင်အားမထောင်ပြေရင်လည်းပြီးသွားရင်ဗီဒီယိုလေးကြည့်ပြီးတော့ဖြစ်ဖြစ်နော်အားထောင်ပါပြီးရင်နော်ရေးလို့ရတဲ့ခါလေးတွေရေးပါဆိုတော့မနက်ဖြန်ပြီးတော့တပတ်ခါဘုဒ္ဓဦးနေ့မှာဩစတြေးလျနိုင်ငံကနေပြီးတော့ဒီမှာ Krishna Prabhu ကနေပြီးတော့ပြောင်းဝင်မှာဖြစ်တယ်သူကတရုတ်လူမျိုးဖြစ်တယ်ထမင်းချက်လည်းဟုတ်တယ်အရန်တော်တဲ့ထမင်းချက်ဟုတ်တယ်ထမင်းချက်တဲ့စာအုပ်တွေကလည်းရေးထားတယ်သူဥစ္စာလေးလည်းနားထောင်ပေးဖို့တော့မြေတားရခံပါတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံနဲ့သူတို့နိုင်ငံနဲ့အချိန်အကွာခြားမှုလေးရှိတယ်ဆိုတော့အစဉ်ပြေအချိန်ပုံမှန်လေးဝင်ပေးဖို့သူရှိမှကျွန်တော်တို့တနားကြီးခွဲအောင်ကြတယ်ပေါ့ဗျာသူကစောနေတာပေါ့ကျွန်တော်တို့အဲ့လိုမျိုးဖြစ်နေနော်ဆိုအားလုံးကျေးဇူးတင်ပါတယ်ဗက္ကမများအားလုံးပါဒါမို့လို့ဘဝနဲ့မြေတားရကြပါဟရေခရစ်ယာန်Jagad Guru Srila Prabhupada ki jai. Vancha kalpatarubhyam. Krishna ki jai. Hare Krishna.